လာရောက်တဲ့ယောဂီပရိယပฏิပတ်ပฏิဝေဒသာသနာ300ရှိပါတယ်ဗျာပရိယကျွန့်ကြည်တဲ့ပုဂ္ဂိုလ်တွေလည်းရှိပါလိမ့်မယ်ပฏิပတ်ကျွန့်ကြည်တဲ့ပုဂ္ဂိုလ်တွေလည်းရှိပါလိမ့်မယ်အဲ့တော့ဦးဇင်းအခုတရားလာပြီးတော့တက္ကသိုလ်ဓမ္မာယုံကြီးကိုပင့်ဖိတ်ထားနဲ့လာပြီးတော့အခုတရားဟောရပါတယ်အဲ့တော့ပရိယကျွန့်ကြည်တဲ့ပုဂ္ဂိုလ်တွေအများအပြားရှိကြပါလိမ့်မယ်အဲ့တော့ဦးဇင်းကစာတတ်လို့ဓမ္မဂတိကလည်းမဟုတ်ပါဘူးဗျာစာဆိုတာကတော့ဦးဇင်းဒီမဲ့ပတ်စင်တောင်ဖတ်တာအဲ့ဒါစာတတ်လို့တော့ဟောတာတော့မထင်နဲ့စာဘိဗိတ်တော့မှမတတ်ဘူးဒီမှာသတင်းစာတောင်ပေါက်ပါအဲ့တော့ပရိယပฏิပတ်ပฏิဝေဒသာသနာ300ရှိတဲ့အ ਨੇ ကပရိယကျွန့်ကြည်တဲ့ပုဂ္ဂိုလ်တွေလည်းရှိပါလိမ့်မယ်ဗျာအဲ့ဒီတော့ပညာတတ်ကလေးများမှားသွားလို့ရှိရင်ဖြင့်ပရိယကျွန့်ကြည်တဲ့ပုဂ္ဂိုလ်တွေပညာတတ်ကလေးမှားသွားလို့ရှိရင်ဝေမယူပါနဲ့လို့ဦးဇင်းကစာမတတ်ပါဘူးအဲ့ဒါသင်္ကြီးခံပြီးတော့ဒကမာများပရိယကျွန့်ကြည်တဲ့ပုဂ္ဂိုလ်တွေဦးဇင်းကပညာတတ်ကလေးမှားသွားပြီဆိုလို့ရှိရင်ဦးဇင်းကတော့ဟောတာကတော့သဘာဝစာလို့ဟောတာမဟုတ်သဘာဝဟောအဲ့တော့သဘာဝဟောလိုက်တော့စာနဲ့ဟတ်ကြည့်လိုက်လို့သဘောပေါက်တဲ့ပုဂ္ဂိုလ်လည်းပေါက်ပါလိမ့်မယ်အဲ့တော့တချို့ကတော့လည်းသဘောမပေါက်ချင်လည်းမပေါက်ဘူးပေါ့လေအဲ့တော့ပရိယပฏิပတ်ပฏิဝေဒသာသနာ300ရှိတဲ့အ ਨੇ ကပရိယကျွန့်ကြည်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိပฏิပတ်ကျွန့်ကြည်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိပါလိမ့်မယ်အဲ့တော့ဦးဇင်းကစာမတတ်လို့တောင်းပန်ပါတယ်ဗျာပရိသတ်ပရိယကျွန့်ကြည်တဲ့ပုဂ္ဂိုလ်တွေစာလို့ကတော့ဦးဇင်းဘာမှမသိခဲ့ပါဘူးအဲ့တော့ပရိယပฏิပတ်ပฏิဝေဒသာသနာ300ရှိတဲ့အ ਨੇ ကတော့ပฏิပတ်အကျင့်နဲ့ရပฏิဝေဒရဲ့ဒီ2ရက်ကတော့ကုံစင်အောင်သိရဗျာဒါမှန်တာပြောတာစာလို့ကတော့ဘာမှမသိအဲ့ဒီတော့အခုလာရောက်တဲ့ဒကာဒကမတွေသာသနာကြီးကလည်းပွင့်ပြီဗျာသာသနာကြီးကပွင့်ပြီဘာကြောင့်လဲတဲ့အခုနောက်ပိတ်ဆုံးသာသနာဟာမြတ်စွာဘုရားအလကားထားခဲ့တာမဟုတ်ပါဘူးဗျာသာသနာ9000ထားခဲ့တဲ့အ ਨੇ ကမြတ်စွာဘုရားကိုရောမြတ်ကြီးဟာသူနဲ့တဝက်ပါသွားပါပြီဗျာသောတာပန်ဒီသရဂန်ဒီအနာဂန်ဒီယဟန္တာဒီပါသွားပါပြီဗျာအခုနောက်ပိတ်ဆုံးသာသနာဟာ2500ကျန်ပါသေးတယ်ဗျာတချို့ကပြောတာရှိကြပါတယ်ဗျာဘယ်လိုပြောတာရှိကြလဲဒီခေတ်ကြီးများသောတာပန်ရှိကလားသရဂန်ရှိကလားအနာဂန်ရှိကလားယဟန္တာရှိကလားဒီလိုပြောတာရှိပါတယ်ဗျာသောတာပန်ဆိုတာလဲပညာကြီးပါဗျာသရဂန်ဆိုတာလဲပညာကြီးပါဗျာအနာဂန်ဆိုတာလဲပညာကြီးပါဗျာယဟန္တာဆိုတာလည်းပညာကြည့်ပါဗျာအဲ့ဒီတော့ဒကာဒကမာများသိဖို့ဟာကသဘာဝသိဖို့အရေးကြီးပါတယ်ဗျာသဘောတရားလေးပရမတ်ဆိုတာသဘောတရားလေးပညာဆိုတာကတော့မြင်နေတယ်သတ်မှတ်နေတာပညာပါဗျာတချို့ကတော့တရားဆိုတာကထိုင်တဲ့အချိန်ခါမှလဲပါရမီဆိုတာမပြောနိုင်ပါဗျာအတိတ်ကအကြောင်းပြစ္ဆုတ်ပါအကျိုးပြစ္ဆုတ်ပါအကြောင်းအနာကအကျိုးကာလ3ပါးရှိတဲ့အ ਨੇ ကအတိတ်ကအကြောင်းတရားကြောင့်မလဲအခုကျင့်ရင်တဲ့စိတ်ကြီးဖြစ်ပေါ်လာကြတယ်နာအကြောင်းယုံအကျိုးယုံအကြောင်းနာအကျိုးတချို့ကတော့ယုံဝါဒတွေများတာရှိသေးတယ်ဒါဥပဇင်ကတော့စာတတ်လို့ဟောနေတာမဟုတ်သဘာဝဟောမှာမသိတဲ့ပုဂ္ဂိုလ်တွေသိအောင်လို့သဘာဝသစ္စာကိုဟောမှာဟောစိတ်ကိုဟောမှာအဲ့တော့တချို့ကတော့ယုံဝါဒတွေရှိတယ်နာဝါဒကိုမရှိဘူးအဲ့ဒီတော့နာအကြောင်းယုတ်အကျိုးယုတ်အကြောင်းနာအကျိုးကာလ3ပါးရှိပါတယ်ဗျာအဲ့ဒီတော့ဒကာဒကမာများစိတ်ကိုဟောမှာအခုဒကာဒကမာများသက္ကသိုလ်ဓမ္မာယုံကြီးဟိသဲအင်ကူကဥပဇင်ဟာဖြင့်လာပြီးဝိပဿနာတရားဟောနိုင်မယ်ဟိဆိုတဲ့ဥစ္စာကိုသတင်းစာတဲ့ထက်ကျင်ညာလို့သိလိုက်တဲ့နံကလေးကတို့တော့တရားသွားနာအောင်မပဲလို့စိတ်ကလေးဖြစ်ပေါ်လာလို့ယုတ်ကြီးကလာတာဗျာနာကစိစော်ပေးလို့ယုတ်ကြီးကလာကြတယ်မဟုတ်လားနာကစိစော်ပေးတာကနာအကြောင်းတရားပါဗျာယုတ်ကြီးလာတာကယုတ်အကျိုးပါဗျာအခုဥပဇင်တရားကိုနာကြားရမှာက
ရုပ်အကြောင်းပြုတ်လိုက်တော့နာအကျိုးလူခံစားပါတယ်ဗျာဟောကာလ3ပါးပါဗျာနော်အတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလ3ပါးရှိတဲ့အ ਨੇ ကနာအကြောင်းကြောင့်ရုပ်အကျိုးဖြစ်နေတယ်ရုပ်အကြောင်းကြောင့်နာအကျိုးဖြစ်ပါတယ်ဗျာအဲ့ဒီတော့ကာလ3ပါးရှိတဲ့အ ਨੇ ကတရားဓမ္မများတရားကျင့်ဉာဏ်အထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေအတိတ်ကအကြောင်းပြစ္ဆုတ်ပံအကျိုးပြစ္ဆုတ်ပံအကြောင်းအနာဂတ်အကျိုးကာလ3ပါးဒီတိုက်ဟေတုအကြောင်းအကျိုးပဋ္ဌာန်းတရားတော်မြတ်ကြီးဟာဖြင့်မြတ်စွာဘုရားဒီတိုက်ဟောသွားပါတယ်ဘာကြောင့်လဲတဲ့အတိတ်ကကျင့်ဉာဏ်တဲ့စိတ်တွေကျင့်ခဲ့ကြလို့အခုပြစ္ဆုတ်ပံကျင့်ညာအတိတ်ကမှမကျင့်တဲ့ပုဂ္ဂိုလ်တွေအခုပြစ္ဆုတ်ပံကာလဝိပဿနာတရားဟောတယ်ဘေးရှောင်သွားမှာပါပဲဗျာတရားနာတာနဲ့မြတ်စွာဘုရားလက်ထက်တော်တော်ကလင်းတို့သာ900ဟာတရားဓမ္မများဝိပဿနာတရားအဘိဓမ္မာတရားတော်များကြီးဟောကြားတာနဲ့နာကြားရတာနဲ့နတ်သားတွေဖြစ်ပါတယ်ဗျာအဘိဓမ္မာတရားတော်များကြီးကအမတန်ခက်ခဲနဲ့နဲတဲ့တရားတော်များကြီးပါဗျာအဲ့တော့တရားဓမ္မများတရားနာတာနဲ့ထိုးထွင်းပြီးတော့ဝိဇ္ဇာဉာဏ်ရပြီးတော့အပေတကားပိတ်ခြင်းနဲ့ပိတ်ပါလိမ့်မယ်ဘာကြောင့်လဲတဲ့အတိတ်ကာလတုန်းကအမှတ်မှားအယူမှားအစွဲမှားနေတဲ့အယူစွဲတွေအမှတ်မှားတဲ့အစွဲမှားတဲ့ဒိဋ္ဌိကြီးတွေဖြစ်နေကြအဲ့တော့ဒီဒိဋ္ဌိကြီးတွေဟာအခုသာသနာကြီးပွင့်နေလိုက်တဲ့အချိန်ခါကျတော့အတိတ်ကတရားဓမ္မများသာသနာဘကလှုပ်တဲ့အချိန်ခါလာတုန်းကသာသနာမပွင့်ခင်တုန်းကလှုပ်လာတဲ့အရာဝတ္ထုတွေကဘယ်ဟာတွေလဲတရားဓမ္မများကံအလုတ်တွေကိုသာလှုပ်ကြတာများကြလိမ့်မယ်ကံအလုတ်ဆိုတာဘယ်အလုတ်လဲတဲ့ဓမ္မတာခေါ်တယ်ဓမ္မတာဆိုတာရိုးရိုးတန်းတန်းပွားပြီးတော့ကြောင်းကိုသီလဆောက်တည်တယ်ဒါနအလေးရိုးရိုးတန်းတန်းဒါနကိုပြုတယ်အဲ့ဒီဒါနတို့ရိုးရိုးတန်းတန်းဒါနပြုတဲ့ဒါနကုသိုလ်ကံတွေသီလကုသိုလ်ကံတွေဘာဝနာကုသိုလ်ကံတွေဒါတွေအတိတ်ကသာသနာ့ဘကလှုပ်တဲ့လုပ်ငန်းစဉ်တွေပါဗျာအဲ့ဒါတွေကကံကြီးရကြပြီမယ်ဘယ်ကံကြီးရကြမလဲလူချမ်းသာတာတွေလည်းရကြလိမ့်မယ်နတ်ချမ်းသာတာတွေရကြလိမ့်မယ်ဒါနကုသိုလ်ကံသီလကုသိုလ်ကံဆိုတာလူချမ်းသာတာလည်းရလိမ့်မယ်နတ်ချမ်းသာတာလည်းရလိမ့်မယ်ဒါကြောင့်မလို့တရားဓမ္မများကိုယ်စိတ်ကိုယ်စစ်သိပါလိမ့်မယ်ဗျာဘာကြောင့်ကိုယ်စိတ်ကိုယ်စစ်အသိဆုံးတရားသူများမပြောရဘူးဘာကြောင့်လဲကိုယ်စိတ်ကိုယ်စစ်လိုက်ပြီဆိုရင်ဖြင့်သိကြပါလိမ့်မယ်အကြောင်းတရားအကျိုးတရားတွေဒါကြောင့်မလို့ကိုယ်စိတ်ကလေးကိုယ်စစ်ကြအခုသာသနာတော်ကြီးမိတဲ့အချိန်ခါမှာမနုဿတာဒုံလဘရာခဲဆိုတရားလူရဲလို့တော့ဖြစ်လာကြပြီဂေါရမမြတ်စွာဘုရားနောက်ပိဆုံးသာသနာလည်းမိပြီဓမ္မယရနာတွေလည်းပွင့်လင်းပြီး3ဦး3ပလဲမိပြီ3ဦး3ပလဲမိပါလေအသားနဲ့တချို့ကတော့သာသနာ့ဘကလုပ်တဲ့လုပ်ငန်းစဉ်တွေနဲ့တင်းတိမ်နေကြတင်းတိမ်မနေကြနဲ့ဘာကြောင့်လဲတဲ့ဒီသာသနာမှီအောင်တက်ကြဒီသာသနာကြီးမှာသောတာပန်ကြီးတွေလည်းဖြစ်လိမ့်မယ်သရဂံကြီးတွေလည်းဖြစ်လိမ့်မယ်အနာဂံကြီးတွေလည်းဖြစ်လိမ့်မယ်ယဟန္တာကြီးတွေလည်းဖြစ်လိမ့်မယ်ဒါတွေကပညာတွေပြောနေတာပါဗျာပညာပြောမှပရမတ်ပေါက်မှာအဲ့ဒီတော့သောတာပန်ဆိုတာလည်းစိတ်ကလေးသရဂံဆိုတာစိတ်ကလေးအနာဂံဆိုတာလည်းစိတ်ကလေးယဟန္တာဆိုတာလည်းစိတ်ကလေးဒါပညာနဲ့ပရမတ်ပညာပြောမှသာလင်ပရမတ်ပေါက်နိုင်တယ်အဲ့ဒီတော့ပညာပြောမှသိကြမှာကိုအဲ့ဒီတော့သောတာပန်သရဂံအနာဂံယဟန္တာဆိုတာဒါပညာတွေပြောနေတာအဲ့တော့စိတ်ကိုတရားဓမ္မများဟောမှာအကြောင်းတရားအကျိုးတရားအဲ့တော့မသိကြတော့မိမ့်မောမောနဲ့ပျော်မြူးပြီးတော့နေကြတယ်အဲ့ဒီတော့အခုသာသနာကြီးအသိပေးနေတာတရားဓမ္မများသာသနာကြီးမိတဲ့အချိန်ခါမမေ့မမော့ကြနဲ့ပျော်မနေကြနဲ့ပျော်နေကြမယ်အတိတ်ကာလတုန်းကပျော်နေတယ်လို့အတိတ်ကာလတုန်းကနေတယ်လို့အတိတ်ကာလတုန်းကဒါနမှုတွေတင့်တိမ်နေတယ်လို့အတိတ်ကာလတုန်းကသီလမှုတွေစောင့်တည်နေသလိုအဲ့ဓာတွေနဲ့မြရောင်ရဲပြီးတော့မြတင့်တိမ်မနေကြနဲ့ဒီသာသနာကြီးမှာပေါ့သေးသေးမလုပ်ကြနဲ့ရက်တဲ့ကြငါတင်းနေငါကြောင်းစားကြံနေငါဖျားကဲမယ်လို့ရှေ့ကပြညတ်တီထွက်ထားတယ်မဟုတ်လားဒီသာသနာဘယ်ငါမြကြမယ်ထင်ကြသလဲမသိကြတော့မကြောက်ကြဘူးသမာဓိရှိတဲ့ပုဂ္ဂိုလ်ကြတော့မြင်လိမ့်မယ်သစ္စာ၄ပါးတရားတော်များကြီးထိုးထွင်းပြီးရတဲ့ပုဂ္ဂိုလ်ကြတော့သိကြလိမ့်မယ်သမာဓိမှာတပည့်ဘိုးမှာမရှိတဲ့ပုဂ္ဂိုလ်အကန်းနေဖြစ်နေကြလိမ့်မယ်ဗျာသမာဓိမှာမရှိပဲကိုတချို့ကတော့တရားဓမ္မများအကြောင်းတရားအကျိုးတရားဆိုတာနာအကြောင်းကြောင့်ရုပ်အကျိုးရုပ်အကြောင်းကြောင့်နာအကျိုးဟောကာလ၃ပါးရှိတယ်အကြောင်းကိုမသိကြတော့မကြောက်ကြဘူးအကြောင်းတရားအကျိုးတရားဆိုတာ
တကားတကမာများအခုဘာကြောင့်လူရလူဖြစ်နေတာအကြောင်းကြောင့်အကျိုးဖြစ်နေတယ်မဟုတ်လားအတိတ်ကာလတုန်းကဒါနကုသိုလ်ကံတွေသီလကုသိုလ်ကံတွေဘာဝနာကုသိုလ်ကံတွေကြောင့်အခုအတိတ်ကာလကံကြောင့်အခုလူရလို့လာဖြစ်တာဘာကြောင့်ဖြစ်တယ်လဲဆိုတော့ကိုယ်စိတ်ကိုစစ်ရင်အတိဆုံးတရားရအဲ့ဒီတော့အတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလ၃ပါးကိုဆင်ရင်သုံးသပ်လိုက်လို့ရှိရင်မနေ့ကိုအိယာဓာလေးတစ်ချိန်စစ်လိုက်ကြနေ့ခင်းကိုတစ်ချိန်စစ်လိုက်ကြညအိယာဝင်ကိုတစ်ချိန်စစ်လိုက်ကြဒီလိုမှမစစ်လို့မိမိမောမောနဲ့လောဘတွေဒေါသတွေမောဟတွေမာနတွေနဲ့ပျော်နေတဲ့ပုဂ္ဂိုလ်ကြတော့သွားလိမ့်မယ်ရက်သေးကြချောင်လိမ့်မယ်ဘာကြောင့်လဲတဲ့မိမောနေတာကိုဘယ်သွားလို့ဘယ်လာရမှမသိဘူးကြောက်လည်းမကြောက်ဘူးဒါကြောင့်မြတ်စွာဘုရားကိုတော်မြတ်ကြီးသစ္စာ၄ပါးတရားတော်မြတ်ကြီးဟောထားတယ်မဟုတ်လားသစ္စာ၄ပါးသိရင်ပယ်နိုင်တယ်မသိရင်ဘယ်တော့မှမပယ်ဘူးသိမှပယ်နာအတိတ်ကာလတုန်းကဥပဇင်းတို့ကလည်းမသိလို့မပယ်ခဲ့ပါဘူးဗျာဘာကြောင့်လဲတဲ့အတိတ်ကာလတုန်းကဥပဇင်းကလည်းလူကောင်းမဟုတ်ဘူးဗျာလူဆိုးကြီးဗျာဘာကြောင့်လဲတဲ့ဓမြတွေလည်းတိုက်ခဲ့တယ်ဗျာမှန်တာပြောတယ်ဗျာဟောဒီကမာရွတ်တဲ့ချခံရတာဥစ္စာကိုလည်းမလေးမမလေးဆိုတဲ့ပိုက်လုံးကြီးနဲ့အချခံလိုက်ရတဲ့ဥစ္စာကိုမသက်သာခဲ့ပါဘူးဗျာဝတ်ကြွေးတဲ့ခံလိုက်ရတယ်ဒါပါလေတဲ့အတိတ်ကာလတုန်းကမသိခဲ့တော့လုတ်ခဲ့ဒကာဒကမာများအတိတ်ကာလတုန်းကမသိလို့လုတ်ခဲ့တာဗျာအခုပြစ္ဆုတ်ပံကာလသီလသမာဓိပညာပြည့်စုံလာတော့အမှန်မြင်အမှန်သိတော့ကိုအတိတ်ကာလတုန်းကပြုတ်တဲ့ကံတွေအကုသိုလ်ကံတွေဟာဖြင့်သိလားဘယ်လိုသိစိတ်တွေသိလားဩအတိတ်ကာလတုန်းကသမာဓိဋ္ဌိညာသမာဓိဋ္ဌိမျက်စိဓမ္မစက္ကုံကြီးပွင့်ပြီးတော့အတိတ်ကာလတုန်းကငါပြုတ်တဲ့ကံတွေဟာဘယ်ကံတွေလဲလောဘကံတွေပါလားဒေါသကံတွေပါလားမောဟကံတွေပါလားမာနကံတွေပါလားဒီကံတွေသိလားဒီကံတွေကအပေပို့ဒါတွေသိလားလောဘကံကြောင့်အကြောင်းတရားကြောင့်ငါအပယ်ဆင်းရမှာပါလားဒေါသကံအကြောင်းတရားကြောင့်ငရဲကြီးရှိတာဆင်းခံရမှာပါလားမောဟအကြောင်းတရားကံကြောင့်မို့လို့အပယ်လေးပါဆင်းပြီးတော့ခွေးတို့ကြက်တို့ဝက်တို့ဘဲတို့တိရစ္ဆာန်တို့ဖြစ်မှာပါလားဒီဟာတွေကတချို့ကတော့တိရစ္ဆာန်မရှိဘူးတိရစ္ဆာန်တွေဒီမှာရှိပါဗျအပယ်လေးပါးသားတွေကြီးအပယ်လေးပါးမရှိဘူးဒီလိုပြောနေပြောတာရှိကြတယ်ငရဲမရှိဘူးနတ်ပြည်မရှိဘူးမြမာမရှိဘူးအဲ့ဒီပုံကိုယ်တွေကကန်းနေတယ်သူ့မှာသမာဓိမှာတပည့်ဘုံမှမရှိပဲဘာမြင်မှာတော့ဗျာမမြင်ပါဘူးဗျာမြင်တာကဘယ်လိုပုံကိုမြင်မလဲအရိယာကြီးတွေမြင်ပါတယ်ဗျာအရိယာကြီးတွေမြင်ကောင်းတဲ့တရားကဘာလဲဗျာသီလသမာဓိပညာပါဗျာအဲ့တော့ဒကမာကြီးတွေစိတ်ကိုဟောတာနော်ဒီပြန်အားဘဟောနေတာမဟုတ်စိတ်ကလေးတွေဟောမှာအဲ့ဒီတော့ဥပဇင်ကလည်းစိတ်ဖယ်သိတယ်ကိုယ်စိတ်ကိုစစ်လာတော့သိတာပေါ့ဗျာဘာကြောင့်လဲဥပဇင်ကတော့လူတွေမရှက်ပေါ့နတ်ရှက်ဘာကြောင့်လဲကိုယ်စိတ်ကလေးကိုသိထားတာငါစိတ်ကလေးကဘယ်ညွန့်နေလဲမျက်စိကဘယ်ညွန့်နေလဲနားကဘယ်ညွန့်နေလဲနှာခေါင်းကဘယ်ညွန့်နေလဲပါးစပ်ကဘယ်ညွန့်နေလဲကိုယ်အတွေ့ကဘယ်ညွန့်နေလဲမနှောကဘယ်ညွန့်လဲဆိုတော့လူတွေကတော့ဘာသိမလဲအန္တပုရုဇဉ်တွေသမာဓိမှမရှိပဲစိတ်ကိုတော့မသိပါဘူးဗျာအရိယာမများမှသာလဲသိနိုင်တဲ့တရားတွေပါဗျာအရိယာများကတော့အကုန်လုံးသိနေတဲ့တရားစိတ်ကိုကိုယ်စိတ်ကိုစစ်ထားတော့လူကတော့မသိဘူးနတ်တွေကသိပါတယ်ဗျာဗြဟ္မာ20ဘဝက်ထီအောင်သီလတကူသမာဓိတကူပညာတကူအကုန်သိပါတယ်အဲ့ဒါလူတော့မရှိဘူးနတ်ရှက်တယ်ဥပဇင်းတို့အတိတ်ကာလတုန်းကလည်းဥပဇင်းကလေဘာမှမသိခဲ့ဘူးဘာမှမသိခဲ့လို့ဆိုးခဲ့တယ်မိုက်ခဲ့တယ်အဲ့ဒီမိုက်ပြီးတယ်လူတော့မသတ်ပါဘူးဗျာဥပဇင်းဆိုတာမိုက်တာဘာဟုတ်သေးတကမာကြီးတို့တကာကြီးတို့မြတ်စွာဘုရားလက်ထက်ကအင်္ဂုလိမာလာယဟန်ကြီးဟာသတ်လိုက်တဲ့ပုဂ္ဂိုလ်ဟာလက်ညှိုးပေါင်း1000ဖြတ်လိုက်တဲ့ပုဂ္ဂိုလ်ကဒီပုဂ္ဂိုလ်ကြီးလူမိုက်ခေါ်မလားတကာဓမ္မများလူမိုက်ခေါ်လို့ရှိရင်ဖြစ်မှားသွားပြီအတိတ်ကအကြောင်းပြစ္ဆုတ်ပံအကျိုးပြစ္ဆုတ်ပံအကြောင်းအနာဂတ်အကျိုးကာလ3ပါးရှိပါတယ်ဗျာအဲ့ဒီတော့အင်္ဂုလိမာလာကြီးဆိုးတယ်ဆိုလို့ရှိရင်ဖြစ်မှားသွားဘာကြောင့်လဲတဲ့အတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလ3ပါးအတိတ်ကာလတုန်းကအင်္ဂုလိမာလာကြီးဟာဖြင့်ဘာကြောင့်မို့လို့ဒီပြစ္ဆုတ်ပံကာလလက်ညှိုးကြီးဖြတ်ရတယ်လေလို့အကြောင်းတရားအကျိုးတရားတရားဓမ္မများပြောရအောင်ပါပေါ့စိတ်ကိုနော်အဲ့တော့အတိတ်ကာလတုန်းမြတ်စွာဘုရားလက်ထက်ကအင်္ဂုလိမာလာယဟန်ကြီးဟာသူဘာတွေဖြစ်ခဲ့သလဲပိဋ္ဌာကြီးဖြစ်ခဲ့ပိဋ္ဌာကြီးကအသရိုးထောင်ကြီးဖြစ်ခဲ့တယ်ဗျာပိဋ္ဌာအသရိုးထောင်ကြီးဖြစ်ခဲ့တော့ယွာနာချုပ်ဆက်ကလူတွေကသွားပြီးအသားထောင်ကြီးရဲ့ဆိုပြီးတော့လှိချက်စားတယ်သူ့မှာပိဋ္ဌာကြီးဆိုတော့ဒီမဲ့အော်လဲမော်ပါဇက်ပေါက်ကလေးချင်းချင်းလေးကိုအသရိုးထောင်ကြီးဖြစ်အဲ့ဒါတွေလှိစားတာယွာနာချုပ်ဆက်ကပုဂ္ဂိုလ်တွေက
လက်ညှိုးညွှန်တဲ့ပုံကိုယ်တွေကဟောင်းမှာကွာမင်းတို့မသွားကြဘူးလားအသားတောင်ကြီးဟေးဟိုမှာသွားပြီးတော့ဟင်းစရာချက်စားခြင်းရတဲ့ပုံကိုသွားပါလားလက်ညှိုးညွှန်ပြတဲ့ပုံကိုယ်တွေသူအသားကိုလှီးပြီးတော့ချက်စားတဲ့ပုံကိုယ်တွေဂေါရမမြတ်စွာဘုရားသာသနာကြီးမိတဲ့အချိန်ခါမကြတော့သူလူရယ်လို့ဖြစ်လာပါတယ်ဗျာလူရယ်လို့ဖြစ်လာတဲ့အချိန်ခါကျတော့ဒကာဒကမများခိုးသားကြီးဖြစ်ပါတယ်ဗျာခိုးသားကြီးဖြစ်တော့အတိတ်ကာလတုန်းကသူ့ကိုပိဋ္ဌာဘဝတုန်းကအတတိုးတောင်ကြီးကိုဖြစ်ခဲ့တုန်းကအသားတွေကိုလှိလှက်စားတဲ့ပုံကိုယ်တွေကိုသူကလက်ညှိုးဖြတ်ပြီးအကုန်သတ်ပြစ်တာပါပဲဗျာလက်ညှိုးညွှန်တဲ့ပုံကိုယ်တွေတော့လက်ညှိုးဖြတ်လိုက်ပါတယ်ဗျာအဲ့ဒါပါလေအတိတ်အကြောင်းပြစ္ဆုတ်ပံအကျိုးပြစ္ဆုတ်ပံအကြောင်းအနာဂတ်အကျိုးကာလသုံးပါးဒီတိုက်သွားပါတယ်အဲ့ဒီတော့ဒကာဒကမများအတိတ်အနာဂတ်ပြစ္ဆုတ်ပံကာလသုံးပါးဝကျွေးတွေတော့မလောက်ကြနဲ့ဗျာဘာကြောင့်လဲတဲ့အတိတ်ကအကြောင်းပြစ္ဆုတ်ပံအကျိုးပြစ္ဆုတ်ပံအကြောင်းအနာဂတ်အကျိုးပေါ်ဆဆတော့မနေကြနဲ့ဘာကြောင့်လဲတဲ့အတိတ်ကဒကာဒကမများကာယကမှုတွေဝစီကမှုတွေမနောကမှုတွေဒါတွေကအားကြီးလိုက်တာဗျာလှေတွေလှဲတွေနဲ့သိမောတွေနဲ့တင်းလို့မကုန်နိုင်ဘူးဘာကြောင့်လဲတဲ့အကြောင်းတရားအကျိုးတရားတွေပြုကျင့်လာတာဒကာဒကမများသူများရိုက်ခဲ့တာတွေဒါတွေကသူများကိုဆဲကြီးတိုင်းတော်လောက်ခဲ့တာတွေဒါတွေကအတိတ်ကပြုတ်ခဲ့ကာယကံနေဝစီကံနေမနောကံနေဒါတွေကဒကာဒကမများလှေတွေလှဲတွေနဲ့သိမောတွေနဲ့တင်းလို့ကုန်နိုင်ပါဦးမလားမကုန်နိုင်ဘူးဒီအတိတ်ကပြုတ်ထားတဲ့ကံနေဆိုတာကတော့ဒကာဒကမများလှဲနဲ့လှေနဲ့သိမောနဲ့တင်းလို့မကုန်ပါဘူးဗျာဒါတွေကဝိပဿနာဉာဏ်ရရင်ရမရလို့ရှိရင်ပြန်ပြီးတကားသုံးဖို့နှုံငုံဆောင်ထားအောင်တော့သေဂာနီဆဲဆဲကြပြီဆိုရင်ကိုပြုတ်ထားတဲ့ကံတွေကဘာကံတွေလဲမကောင်းတဲ့အာစိန်ကံတွေပြုတ်ထားပါတယ်ဗျာမကောင်းတဲ့အာစိန်ကံပြုတ်ထားတဲ့ပုဂ္ဂိုလ်ကြတော့မကောင်းတဲ့အာသနကံလာပါလိမ့်မယ်ဗျာအဲ့ဒီတော့ကိုယ်စိတ်အသီးဆုံးတရားတွေးပါလိမ့်မယ်ဘာကြောင့်လဲအတိတ်ကာလတုန်းကဒကာဒကမများလောဘကံဤဒေါသကံဤမောဟကံဤမာမနာကံဤဒါဒီကံဤကမလီလှေဒီလှဲဒီနဲ့သင်္ဘောတွေနဲ့တင်းလို့မကုန်အဲ့ဒီတော့ပုံကိုယ်ဒီမကြောက်ကြတချို့လူသေးလူဖြစ်တယ်လို့ပြောသေးတယ်လူသေးလူဖြစ်တယ်ဟုတ်ပါတယ်ဗျာအဲ့ဒီတော့ဒကာဒကမများပညာကရှေ့ကထွက်တယ်နောက်ကပရမသစ္စာလိုက်လူသေးလူဖြစ်တယ်ဟုတ်ပါတယ်ဗျာမှန်ပါတယ်ဗျာလူသေးလို့လူဖြစ်တာတစားဘယ်လိုပုံကိုများလူသေးလူဖြစ်မလဲတဲ့သီလနဲ့သမာဓိပညာရရင်လူသေးလူဖြစ်ပါတယ်ဗျာအပေတကားပိတ်နေလို့ဘာကြောင့်အပေတကားပိတ်လဲတဲ့သစ္စာ၄ပါးတရားတော်များကြီးရပါပြီဗျာသီလသမာဓိပညာပြည့်စုံပါပြီဗျာအဲ့ဒီသီလသမာဓိပညာပြည့်စုံလို့ရှိရင်အပေလွတ်ပါတယ်ဗျာသီလသမာဓိပညာမှမပြည့်စုံတဲ့ပုဂ္ဂိုလ်ဘယ်ကအပေလွတ်မလဲဘိဒကသုံးပုံနှုံငုံဆောင်ထားအောင်တော့ဘယ်တော့မှမလွတ်ဘာကြောင့်မလွတ်တလဲတဲ့သေဂာနီဆဲဆဲကြပြီဆိုလို့ရှိရင်ဒကာဒကမများအတိတ်ကာလတုန်းကစွဲထားတဲ့အစွဲကဘာတွေစွဲထားကြနာနဲ့ယုံနဲ့စွဲထားနာနဲ့ယုံနဲ့စွဲထားတဲ့သေဂာနီဆဲဆဲကြတော့ဘလူကအပယ်လေးပါပို့မလဲနာလေးကညှို့လိုက်လိမ့်မယ်ဗျအဲ့ဒီတော့နာအကြောင်းယုတ်အကျိုးယုတ်အကြောင်းနာအကျိုးကာလသုံးပါအဲ့ဒီတော့အတိတ်ကာလတုန်းကစွဲလိုက်ကြတာဘာတွေစွဲနေလဲငါကိုပဲငါလက်ဖဲငါချီပဲငါပူတယ်ငါကြိုက်တယ်ငါထုံတယ်ငါကျင်တယ်ငါအောင့်တယ်တရားဒီစွဲတာပဲအဲ့ဒီစွဲထားတဲ့အပေါ်မှာတခါဘလူကတခါအပယ်လေးပါးကိုဆွဲပို့ပြန်မလဲတဲ့ဒကာဒကမများသေးသေးချာချာကိုနာကြဘလူကတခါအပယ်လေးပါးကိုရောက်တဲ့ရောက်အောင်ဘလူကပို့လိုက်ပြန်တယ်တဲ့ဆေးဆရာဝန်ကြီးတွေကပို့လိုက်ပြန်ပြီလောကတပညာရှင်ကြီးတွေကပို့လိုက်ပြန်ပြီဘယ်လိုပို့လိုက်တယ်လဲအခုဒကာဒကမများလောကီရဲ့လောကုတ်တရားရဲ့နှစ်ဌာနရှိတယ်အဲ့ဒီတော့ဘာလို့လဲဆေးဆရာဝန်ကြီးတွေကဘယ်လိုပြောလိုက်လဲပညာတင်ပြောလိုက်ဘယ်လိုပြောလိုက်တယ်လဲယောဂါတွေတဲ့ဘယ်ယောဂါလဲကင်ဆာယောဂါအသက်ယောဂါအဆုပ်ယောဂါနှလုံးယောဂါဆေးဆရာဝန်ကြီးတွေကလောကတပညာရှင်ပုဂ္ဂိုလ်ကြီးတွေကအဲ့ဒါပညာတင်ပေးလိုက်တော့လူနာရှင်မှာဘာတွေစွဲသွားတယ်ဆေးဆရာဝန်လောကတပညာရှိတဲ့ဆေးဆရာဝန်ကြီးတွေကအသေးယောဂါလို့ပြောလိုက်တော့အသေးယောဂါကြီးစွဲပါတယ်ဗျာမစွဲကြဘူးလားအဆုပ်ယောဂါလို့ဆရာဝန်ကြီးကပြောလိုက်တော့အဆုပ်ယောဂါလို့စွဲပါတယ်ဗျာ
နှလုံးယောဂလို့ပညာတင်ပေးလိုက်နှလုံးယောဂလို့စွဲပါတယ်ဗျာအဲ့ဒါဆေးဆရာဝန်ကြီးကတခါပညာတင်ပေးလိုက်တော့ဒကာဒကမတွေကစွဲပါရောဘာစွဲလဲငါတော့အသေးယောဂကြီးငါတော့နှလုံးယောဂကြီးငါတော့အဆုပ်ယောဂကြီးငါတော့ကင်ဆာယောဂကြီးငါတော့စီချိုယောဂကြီးငါတော့ပန်းနာယောဂကြီးအဲ့ဒါဆွဲတာပဲအဲ့ဒါနာနဲ့ယုံနဲ့ဆွဲတာပဲအဲ့ဒီတော့ငါအသေးယောဂလို့ဒီလိုဆွဲတာရုပ်ဆွဲတာအဲ့ဒီတော့ဒကာဒကမများနာနဲ့ယုံနဲ့ဆွဲလိုက်တဲ့ဥစ္စာကဘာလာစမ်းတရက်တဲကဆွဲလိုက်ကြတဲ့အဆွဲအခုတည်းကဆွဲတော့မယ်ဘာကြောင့်လဲသေဂာနီးဆဲဆဲကြတော့ဒကာဒကမများမေ့မော့ပြီးတော့များမနေကြနဲ့အတိတ်ကဟာလေးတွေနဲ့တို့လှူထားတာပဲဘယ်သွားမလဲလို့ဒီလိုမယူဆနဲ့တို့သီလတွေစောင့်တည်ထားတာပဲဘယ်သွားမလဲလို့ဒီလိုမယူဆနဲ့အဲ့ဒီဒါနတွေသီလတွေကကံပေါ်တဲ့အချိန်ကအကျိုးပေးမယ်နောက်ကမျက်ခြေမပြတ်လိုက်ရပဲဘာကြောင့်လဲတဲ့ဒကာဒကမများအတိတ်ကာလတုန်းကဒါနကုသိုလ်ကံဘာဝနာကုသိုလ်ကံသမထကုသိုလ်ကံတွေဒီကံတွေကနောက်ကမပြတ်လိုက်နေရပါပဲဗျာအဲ့ဒီတော့ကံပေါ်တဲ့အချိန်ကသူကအကျိုးပေးမယ်ဘာကြောင့်လဲတဲ့ဒါနကုသိုလ်ကံရဲ့သီလကုသိုလ်ကံရဲ့ဘာဝနာကုသိုလ်ကံရဲ့သမထကုသိုလ်ကံရဲ့သမထကုသိုလ်ကံအရှိန်ကြောင့်ဗြမာသွားမယ်သီလကုသိုလ်ကံဒါနကုသိုလ်ကံကြောင့်လူရဲ့နတ်ရဲ့ဖြစ်မယ်ဒါဘာကြောင့်အခုလူဖြစ်တာဘာကြောင့်ဖြစ်လဲကိုယ်စိတ်လူဖြစ်တာကအတိတ်ကာလတုန်းကဒါနကုသိုလ်ကံသီလကုသိုလ်ကံကြောင့်အခုမနုဿတာဒုံလာပါရခဲ့တော့တရားလူဖြစ်တာဗျာအသက်ရှည်တာအခုပြစ္ဆုတ်ပံကာလအသက်ရှည်တယ်ဘာကြောင့်ရှည်သလဲအတိတ်ကာလတုန်းကသီလတကိုးဗျာအသက်ရှည်ပေးတယ်80 80 90အတိတ်ကာလတုန်းကပစ္စည်းဥစ္စာချမ်းသာတွေသိန်း100သိန်း20သိန်း30လှူခဲ့တဲ့ဒါနကုသိုလ်ကံတွေကြောင့်အခုပစ္စည်းဥစ္စာကျွဲဝပေါ်များတယ်ဒကာဒကမများကံကံဤကျိုးယုံညကံကံဤအကျိုးကိုယုံမှအတိတ်ကာလတုန်းကကံကံဤအကျိုးကိုမယုံတဲ့ပုံကိုယ်တွေကြတော့အခုဆင်းရဲကြတယ်မဟုတ်လားဗျာဓာတ်တူများတွေ့ကြသလားသိန်း10သိန်းရှိတဲ့ပုံကိုယ်နဲ့တချို့ဗျာဥပဇင်းတို့အတိတ်ကာလတုန်းကကားစီးကြပါဗျာမစီးရလို့အခုကားစီးတဲ့ပုံကိုယ်တွေ1000တန်ကားစီးတဲ့ပုံကိုယ်အတိတ်ကလှူထားတဲ့ဒါနကုသိုလ်ကံတွေပါဗျာသုံးဓာတ်တိုက်ကြီးတွေနဲ့နေရတာအတိတ်ကဒါနကုသိုလ်ကံတွေပါဗျာအသက်တည်ရှိပေးတာကအတိတ်ကာလတုန်းကသီလကုသိုလ်ကံတွေပါဗျာကဲဒါနကုသိုလ်ကံသီလကုသိုလ်ကံဒီကံတွေကအသက်သီလကုသိုလ်ကံကအသက်ရှိပေးတယ်ဒါနကုသိုလ်ကံကချမ်းသာပေးတယ်အတိတ်ကာလတုန်းကဒါနကုသိုလ်ကံသီလကုသိုလ်ကံလည်းမရှိတော့မလီတောင်းစားတဲ့ပုဂ္ဂိုလ်ရှိတယ်သက်ကဲအိမ်လေးနဲ့ကြံ9ချောင်းနဲ့နေရတယ်မနဲ့စားညစားမှဖန်တီးပြီးစားရတယ်ကံကံဤကျိုးပါဗျာကံကံဤကျိုးကိုယုံလို့ရှိရင်ဖြင့်ကောင်းပါတယ်ဗျာအဲ့ဒီတော့အတိတ်အကြောင်းပြစ္ဆုတ်ပံအကျိုးပြစ္ဆုတ်ပံအကြောင်းအနာဂတ်အကျိုးကာလ3ပါးရှိပါတယ်ကံကံဤကျိုးယုံပါအဲ့ဒီတော့ကံကံဤအကျိုးကိုသိသွားပြီဆိုလို့ရှိရင်တရားဓမ္မများအပေလေးပါးလေးလွတ်ပါတယ်ဗျာဘာကြောင့်လဲတဲ့အတိတ်ကာလတုန်းကငါအကြောင်းတရားအကျိုးတရားပဲအသက်80နေရမယ်ပုဂ္ဂိုလ်ကအသက်80နေပြီးသေရမယ်ဆိုတာသိသွားပြီဘာကြောင့်လဲတရားယောဂီပုဂ္ဂိုလ်တွေဟာဖြစ်သီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကံကံကြီးကြိုးယုံသွားတဲ့ပုဂ္ဂိုလ်တွေဟာသိပါပြီဗျာဘာကြောင့်သိသလဲတဲ့အတိတ်အနာကပြစ္ဆုတ်ပံကာလ3ပါးကိုထိုးထွင်းပြီးတစ်ခါတည်းသိတာပဲဘာကြောင့်သိသလဲသီလသမာဓိကြောင့်ဒါတွေမြင်တာပဲအကုန်လုံးငါအတိတ်ကာလတုန်းကဒါနကုသိုလ်ကံအခုပစ္စည်းချမ်းသာပါလားသီလကုသိုလ်ကံကြောင့်အသက်ရှင်နေပါလားသူများအနုသီလကုသိုလ်ကံမရှိတဲ့ပုဂ္ဂိုလ်အစိတ်နဲ့လည်းသိရတယ်20နဲ့လည်းသိရတယ်မွေးပြီးလည်းသိရတယ်6ရက်နဲ့သိရတယ်3ရက်နဲ့သိရတယ်4ရက်နဲ့လည်းသိရတယ်1နှစ်သမီးလည်းသိရတယ်2နှစ်သမီးလည်းသိရတယ်3နှစ်သမီးလည်းသိရတယ်ဘာကြောင့်သိရသလဲတဲ့အတိတ်ကာလတုန်းကသီလကုသိုလ်ကံမရှိလို့ပါဗျာကိုယ်စိတ်ကိုယ်စိတ်ရငါတို့အခုအသက်ရှင်နေတာဘာကြောင့်ရှင်နေသလဲဆိုတာအတိတ်ကိုဆင်းချင်းကြည့်လိုက်ကြအိုးဘယ်လိုဆင်းကြည့်ရငါတို့အခုအသက်40ရှိတဲ့ပုဂ္ဂိုလ်ပါလိမ့်မယ်30ရှိတဲ့ပုဂ္ဂိုလ်ပါလိမ့်မယ်20ရှိတဲ့ပုဂ္ဂိုလ်ပါလိမ့်မယ်50ရှိတဲ့ပုဂ္ဂိုလ်ပါလိမ့်မယ်60ရှိတဲ့ပုဂ္ဂိုလ်ပါလိမ့်မယ်80ရှိတဲ့ပုဂ္ဂိုလ်ပါလိမ့်မယ်80ရှိတဲ့ပုဂ္ဂိုလ်ပါလိမ့်ပါတော့ပါလေ80ရှိတဲ့ပုဂ္ဂိုလ်ကသီလအနံကောင်းအဲ့တော့80ရှိတဲ့ပုဂ္ဂိုလ်ကလည်းသီလအနံကောင်းတချို့
သီလရှိပြီးတော့ဒါနကုသိုလ်ကံတွေကနည်းလာတဲ့ပုဂ္ဂိုလ်ကြတော့အသက်ရှည်ပြီးတဲ့ဒါနကုသိုလ်ကံနည်းခဲ့တော့ဆင်းရဲတယ်တရားဓမ္မများအဲ့တော့ဒါနကုသိုလ်ကံသီလကုသိုလ်ကံကံပေါ်တဲ့အချိန်ကသူကအကျိုးပေးတယ်ကံမပေါ်တဲ့အချိန်ခါကျတော့ဘယ်တော့မှအကျိုးမပေးနိုင်ဘူး။ဘာကြောင့်အကျိုးမပေးနိုင်လဲတဲ့အကုသိုလ်ကံကုသိုလ်ကံဒီနှစ်ပါးသံသရာလဲတဲ့။အဲ့ဒီတော့အကုသိုလ်ကံကုသိုလ်ကံဒီနှစ်ပါးသံသရာလဲတဲ့။ဘာကြောင့်လဲတဲ့။သမုဒိသစ္စာနဲ့ကပုဂ္ဂိုလ်တွေဒါနာကုသိုလ်ကံသီလကုသိုလ်ကံသမထကုသိုလ်ကံဘာဝနာကုသိုလ်ကံဒီကံတွေလောက်တော့ဘာတွေလိုလဲသူတို့လိုချင်တယ်လေတဲ့။လူချမ်းသာတာတွေလိုချင်တယ်။နတ်ချမ်းသာတာတွေလိုချင်တယ်။မြမချမ်းသာတာတွေလိုချင်တယ်ဒီချမ်းသာတာတွေလိုချင်တဲ့သမုဒိယအကြောင်းတရားကြောင့်မလို့လူရဲ့လို့ဖြစ်တယ်နတ်ရဲ့လို့ဖြစ်တယ်မြမရဲ့လို့ဖြစ်တယ်ဘာကြောင့်ဖြစ်တယ်လဲကိုလိုချင်တာကိုဗျာလိုချင်တော့ဖြစ်တာပဲဖြစ်တော့ဖြစ်ပါရဲ့အတိတ်ကာလတုန်းကဒါနကုသိုလ်ကံသီလကုသိုလ်ကံဖြစ်တော့ဖြစ်ပြီးတဲ့ဘယ်ချိန်ကံပေါ်လို့ဘယ်ချိန်ပေါ်လို့ဘယ်ချိန်ဖြစ်မှမသိဘာကြောင့်လဲတဲ့တရားဓမ္မများအပယ်လေးပါးကိုအကုသိုလ်ကံကုသိုလ်ကံဆိုတာအကုသိုလ်ကံအာသာရင်ကုသိုလ်ကံနဲလို့ရှိရင်အကုသိုလ်ကံအရင်ဆင်းရကုသိုလ်ကံအာသာရင်ကုသိုလ်ကံအရင်ပေါ်ရအဲ့ဒီတော့ကုသိုလ်ကံအရင်ပေါ်တဲ့ပုဂ္ဂိုလ်ကြတော့လူရဲ့နတ်ရဲ့သမထကုသိုလ်ကံအရှင်ကောင်းတဲ့ကဗြဟ္မာ20အဲ့ဒီတော့ဒီကံဒီပေါ်တဲ့အချိန်ကကြတော့ဒကမာကြီးတို့အတိတ်ကလှူထားတဲ့ကံဒီအကျိုးပေးပါပြီဗျာကံပေါ်လာမှာကိုကံမပေါ်လို့ဒကာဒကမာများအတိတ်ကာလတုန်းကဆွဲထားတဲ့နာရဲ့ရုပ်တဲ့ဆွဲထားတယ်အဲ့ဒီနာဆွဲရုပ်ဆွဲကရှိတယ်ဗျာဘာကြောင့်လဲတဲ့နာဆွဲရုပ်ဆွဲကအပေပို့မှာအဲ့ဒီတော့ပညာလည်းပညာမှမသိပရမလည်းပရမမှမသိယုတ်လည်းယုံမှမသိနာလည်းနာမှမသိပြက်ထားလည်းမသိပြက်ထားလည်းမသိသဘာဝသစ္စာကိုလည်းမသိတချို့ဟာဒီဘဝကနေပြီးတော့ပြရောလူသေးလူပြရောလို့လူသေးလူဖြစ်တယ်လို့ပြောလူသေးလူမဖြစ်ပါဘူးဗျာအလကားပြောတာလူသေးလူဖြစ်ရင်တရားဓမ္မများအရိယာတွေဒါများခက်ကုန်ရောပေါ့အရိယာကျင့်ညာအာထုတ်တဲ့ပုဂ္ဂိုလ်တွေတရားဓမ္မများသမထဝိပဿနာတရားကျင့်ညာအာထုတ်တဲ့ပုဂ္ဂိုလ်တွေလောဘအာယုံဒေါသအာယုံမောဟအာယုံနဲ့ချုပ်သွားတဲ့ပုဂ္ဂိုလ်တွေဘယ်နဲ့လုပ်ပါမလဲအရိယာတွေမစားရတော့ဘူးအရိယာတွေစားဖို့ဖြစ်တယ်အရိယာတွေစားဖို့ဖြစ်တာဘာကြောင့်ဖြစ်တယ်လဲတဲ့ယုံမှလည်းမသိနာမှလည်းမသိဖြစ်တာလည်းမသိပြက်တာလည်းမသိသဘာဝသစ္စာကိုလည်းမသိဥပါဒံယုတ်ကိုလည်းယုံမှမသိဝေဒနာမှလည်းမသိတဲ့ပုဂ္ဂိုလ်တွေလောဘအာယုန်တွေနဲ့ချုပ်လိုက်ပြီဆိုရင်ဘယ်တော့အပယ်လေးပါးစဉ်ပိဋ္ဌာဖြစ်တာပိဋ္ဌာဖြစ်တော့အရိယာတွေကစားရတယ်ဗျာငါးတွေအဲ့ဒါသမထဝိပဿနာတရားကျင့်ညာအထုတ်တဲ့ယောဂီပုဂ္ဂိုလ်တွေကြတော့သီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်တွေကြတော့အဲ့ဒီပိဋ္ဌာသားတွေစားနေရမောဟနဲ့ချုပ်တဲ့ပုဂ္ဂိုလ်တွေကြတော့အပယ်လေးပါးဆင်းပြီးတော့ခွေးတို့ကြက်တို့ဝက်တို့ဘဲတို့တိရစ္ဆာန်တွေဒါတွေဖြစ်တယ်အရိယာတွေစားအရိယာစားဖို့ဖြစ်တာအဲ့ဒီတော့မသိကြတော့မကြောက်ကြဘယ်ကြောက်မလဲမသိလို့ပါဗျာသိရင်ကြောက်မှာပေါ့မျက်စိမြင်ရင်ကြောက်လိမ့်မယ်မျက်စိကန်းနေရင်တော့မမြင်ရင်ဘယ်တော့မှမကြောက်ဘူးခြုံတိုးလိမ့်မယ်စိုးမြင်လို့ကြည့်ရင်လော့အောင်ရှောင်မယ်ယောက်ျားမြင်လဲဆင်းမှာမဟုတ်ပါဘူးဗျာအဲ့ဒီတော့ပုဂ္ဂိုလ်တွေမျက်စိကန်းလိုက်ကြတာဘာတွေကန်းနေကြသလဲလောဘတွေဒေါသတွေမောဟတွေမာနတရားတွေလူကြီးမှလည်းမသိလူငယ်မှလည်းမသိဘုန်းကြီးမှလည်းမသိသံဃာမှလည်းမသိဖယားမှလည်းမသိတရားမှလည်းမသိသံဃာမှလည်းမသိဘာမှမသိတော့ရေစုံမျောတာဘယ်ကိုမျောလဲအပယ်လေးပါမျောတာပဲအပယ်လေးပါဘာတွေဖြစ်လဲခွေးတို့ကြက်တို့ဝက်တို့အဲ့ဒီခွေးတို့ကြက်တို့ဝက်တို့ကဘလူတွေများအောင်းမေးကြနာယုံနှစ်ပါးဖြစ်ပြီးပြက်နေတဲ့သဘောတရားတွေအဲ့ဒီတော့လူရဲလို့ဖြစ်လာပြီတဲ့တရားဓမ္မများလူသေးရင်လူဖြစ်တယ်အဲ့တော့လူဖြစ်ပြီးတဲ့ကိုယ်စိတ်ကိုစစ်ကြရလိမ့်မယ်ကိုယ်စိတ်ကိုယ်ရင်အတိဆုံးတရားရလိမ့်မယ်ငါတို့လူရဲလို့ဖြစ်ပြီးတဲ့တိရစ္ဆာန်စိတ်ကဲပိဋ္ဌာစိတ်ကဲငရဲစိတ်ကဲဒါရှိကိုယ်စိတ်ကိုယ်စစ်လိုက်လို့ရှိရင်ဖြစ်ငါတို့လောဘကအာကြည့်နေသလားဒေါသတွေအာကြည့်နေသလားမောဟတွေဖုံးလွှမ်းနေသလားမာနတွေတက်နေသလားကိုယ်စိတ်ကိုစစ်လိုက်ပါဗျာအတိဆုံးပါဗျာသူများမပြောရပါဘူးအဲ့ဒီတော့ကိုယ်စိတ်ကိုမစစ်ဖဲနဲ့ငါတို့တော့လူသေးလူဖြစ်တယ်လို့ပြောသေးတယ်ပြောတော့ကိုအဲ့ဒီတော့အရိယာတွေစားဖို့ဖြစ်ပါတယ်ဗျာတရားနှလုံးကျင့်ညာအားထုတ်တဲ့ပုဂ္ဂိုလ်တွေအဲ့ဒီလိုပုဂ္ဂိုလ်တွေရှိမှငါးတွေစားရမယ်ကြက်သားတွေစားရမယ်ဘဲသားတွေစားရမယ်အမဲသားတွေစားဘာကြောင့်လဲတဲ့
လောဘအာယုန်တွေဒေါသအာယုန်တွေမောဟအာယုန်တွေမာမာနအာယုန်တွေဒီအာယုန်တွေနဲ့ချုပ်တဲ့ပုံကိုယ်တွေကြတော့အပယ်လေးပါအကုန်ဆင်းရတာအဲ့ဒီတော့တရားဓမ္မများအကြောင်းတရားအကျိုးတရားမသိကြတော့မကြောက်ကြဘူးမျက်စိနာနှာခေါင်းပါးစပ်ကိုယ်အတွေ့မနှောတရား6ပေါက်ကအာယုန်6ပါးကဖြင့်ဒုက္ခဝေဒနာဒုက္ခဝေဒနာ2ပါးဒါပဲခံစားနေတာအဲ့ဒီတော့အကြောင်းတရားအကျိုးတရားမသိတော့ယုံမှလည်းမသိနာမှလည်းမသိဥပါဒံရုပ်ကိုလည်းမသိတော့မျက်စိကလည်းအကြောင်းအကျိုးနားကလည်းအကြောင်းအကျိုးနှာခေါင်းကလည်းအကြောင်းအကျိုးပါးစပ်ကလည်းအကြောင်းအကျိုးကိုယ်အတွေ့ကလည်းအကြောင်းအကျိုးမနှောကလည်းအကြောင်းအကျိုးဒါလာ3ပါးအကြောင်းအကျိုးနဲ့မသိတော့အမေမိမေမောမောနဲ့နေလိုက်ကြတာတချို့ရုပ်ဒီဟာသေသွားရင်နောက်လူမဖြစ်ဘူးလို့ပြောသေးအဲ့တော့တရားဓမ္မများအကြောင်းကြောင့်အကျိုးဖြစ်နေတဲ့ဥစ္စာမသိကြတော့အတိတ်ကအနာဂတ်ပြစ္ဆုတ်ပံကာလ3ပါးရှိတဲ့အ내ကငါတို့အတိတ်ကာလဘယ်ကလာတယ်လဲဆင်ញင်ကြည့်လိုက်ပါဗျာသိပါတယ်အကုသိုလ်ကံဒီကုံလာလို့ကုသိုလ်ကံရဲ့လို့မနုဿတာဒုံလာပါရခဲ့သောတရားလူရဲ့လို့ဖြစ်လာပြီအခုဗျာဂေါရမမြတ်စွာဘုရားနောက်ပိတ်ဆုံးသာသနာလည်းမှီကြပြီဓမ္မယရနာတွေလည်းပွင့်လင်းပြီသုံးပလဲမှီပြီသုံးပလဲမှီပါလေအသားနဲ့မေ့မောပြီးတော့တခါတည်းကိုပြောနေလိုက်ကြတာဘာတွေနဲ့ပြောနေလဲအရက်တွေနဲ့ပြောတယ်ပေါ်ကာတွေနဲ့ပြောတယ်ဟိုတယ်တွေနဲ့ပြောတယ်သမီးတွေနဲ့ပြောတယ်သားတွေနဲ့ပြောတယ်စိန်တွေရွှေတွေနဲ့ပြောတယ်ကားကြီးတွေနဲ့ပြောတယ်ဓာကြီးတွေနဲ့ပြောနေသွားတော့မယ်လားမှတ်တော့အခုသာသနာမှာနောက်ပိတ်ဆုံးသာသနာဘာကြောင့်လဲသီလသမာဓိပညာပြည့်စုံတဲ့ပုဂ္ဂိုလ်တော့ကြံလိမ့်မဗျာသီလသမာဓိပညာမှမပြည့်စုံတဲ့ပုဂ္ဂိုလ်ရက်သေးကြအကုန်ချောင်းမယ်လောဘကြီးတဲ့ပုဂ္ဂိုလ်တွေသွားလိမ့်မယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်တွေသွားလိမ့်မယ်မောဟဖုံးလွှမ်းတဲ့ပုဂ္ဂိုလ်တွေသွားလိမ့်မယ်ဘာကြောင့်လဲတဲ့ရက်သေးကြငါတင်းနဲ့ငါကြောင်စားကျန်နဲ့ငါဖျားကဲမယ်လို့ရှေ့ကပညာထွက်ထားတယ်အဲ့တော့ရှေ့ကပညာကထွက်တော့နောက်ကပရမသစ္စာလိုက်ပြီးသမာဓိရှိတဲ့ပုဂ္ဂိုလ်တွေမြင်ရလိမ့်မယ်သစ္စာလေးပါးတရားတော်များကြည်ရတဲ့ပုဂ္ဂိုလ်ထိုးထွင်းပြီးတော့ဝိဇ္ဇာဉာဏ်ရတဲ့ပုဂ္ဂိုလ်သိကြလိမ့်မယ်ဘာကြောင့်လဲတဲ့ဒီသာသနာမှာတရားဓမ္မများတရားဆောက်တာတရားစိတ္တိတော်တွေအများကြီးမျက်စိမြင်တဲ့ပုဂ္ဂိုလ်သီလသမာဓိပညာသမာဓိမှန်ပြောင်းရတဲ့ပုဂ္ဂိုလ်မြင်ပါလိမ့်မယ်ဗျာကန်းနေရင်တော့မမြင်ဘူးသမာဓိရှိတဲ့ပုဂ္ဂိုလ်မြင်ပါလိမ့်မယ်နတ်ပြည်ကြီးလည်းမြင်ပါတယ်ဗျာဇမာ20လည်းမြင်ပါတယ်ဗျာငရဲတိရစ္ဆာန်ပြိတ္တာအတုရကဲအကုန်မြင်ပါတယ်ဗျာဘာကြောင့်လဲဘာကြောင့်မြင်တယ်လဲမြတ်စွာဘုရားဟောထားပါတယ်ဗျာဘယ်လိုဟောထားလဲဓမ္မစကြာတရားတော်များကြီးဟောထားတဲ့အထင်ရှားကြီးသိပါလိမ့်မယ်ဗျာသက္ခုံဥဒ္ဒပါရိဉာဏဥဒ္ဒပါရိပညာဥဒ္ဒပါရိဝိဇ္ဇာဥဒ္ဒပါရိအာလောကောဥဒ္ဒပါရိအလကားထားပြခဲ့တာမဟုတ်ဘူးအလကားထားပြခဲ့တာမဟုတ်ဘူးသီလသမာဓိပညာပြည့်စုံလို့ရှိရင်ဖြင့်အာလောကောဥဒ္ဒပါတိတလောကလုံးအကုန်သိတယ်တလောကလုံးကိုဘုံ3ပါးကိုအကုန်သိတာပဲဘာကြောင့်သိသလဲသီလသမာဓိပညာပြည့်စုံလို့ပါဗျာသီလမှာတပည့်ဖို့မရှိရင်ဘာမှမသိပါဘူးဗျာသမာဓိမှာတပည့်ဖို့မရှိရင်မသိပါပါဗျာဘာသိမလဲသီလသမာဓိပညာမှမရှိပဲဘာတွေသူ့မှာရှိတယ်ပြုတ်ထားတဲ့ကံတွေကဘယ်ကံတွေလဲမကောင်းတဲ့အာစိဏကံတွေမကောင်းတဲ့အာစိဏကဆိုတာတရားဓမ္မများလူသတ်မှခိုးမှတိုက်မှဘိန်းစားမှတရားတွေကအကုသိုလ်ကံလို့မထင်နဲ့တရားဓမ္မများအကုသိုလ်ကံဆိုတာတရားဓမ္မများမျက်စိအာယုံနားအာယုံနှာခေါင်းအာယုံပါးစပ်အာယုံကိုယ်တွေ့အာယုံမနှောအာယုံဒီအာယုံတွေကတရားဓမ္မများမျက်စိကလည်းလောဘကေဒေါသရဲ့မောဟရဲ့နားကလည်းလောဘကေဒေါသရဲ့မောဟရဲ့နှာခေါင်းကလည်းလောဘကေဒေါသရဲ့မောဟရဲ့ကိုယ်အတွေ့ကလည်းလောဘကေဒေါသရဲ့မောဟရဲ့မနှောကရောလောဘဒေါသမောဟဒါတွေကအပယ်လေးပါသွားအဲ့ဒီတော့မသိကြတော့မကြောက်ကြဘူးအဲ့ဒီတော့မြတ်စွာဘုရားလည်းအထင်ရှားဟောထားတာပဲလေသတ္တလောကသင်္ခါရလောကဩကာသလောကလောက3ပါးရှိအဲ့ဒီတော့နံလေးတရားဌာနဩကာသလောကအဲ့ဒီတော့နံလေးတရားဌာနဩကာသလောကဆိုတာသတ္တလောကသင်္ခါရလောကဩ
ဩကာသလောကတဲ့လောက3ပါးရှိပါတယ်ဗျာလောက3ပါးရှိတော့တရားဓမ္မများယုံနာဖြစ်ပြက်သဘာဝသစ္စာဥပါဒံယုတ်ကိုသိရင်သိမသိလို့ရှိရင်နာအကြောင်းယုတ်အကျိုးယုတ်အကြောင်းနာအကျိုးမျက်စိကလည်းနံတရားဟာဖြင့်ထွက်ညွှန်လိုက်ရင်ဩကာသလောကဖြစ်သွားပါလိမ့်မယ်။ဘာကြောင့်လဲနာအကြောင်းကြောင့်ယုတ်အကျိုးယုတ်အကြောင်းကြောင့်နာအကျိုးကာလ3ပါးရှိတဲ့အ ਨੇ ကတရားဓမ္မများနာအကြောင်းဆိုတာဘယ်လိုဟာလဲတရားဓမ္မများအခုသက္ကတုဓမ္မယုံကြီးကိုတရားကွာနာမယ်တရားထိုင်မယ်ဆိုလို့နာလေးကညှို့လိုက်လို့ယုတ်ကြီးကလာပါတယ်ဗျာအဲ့ဒါနာအကြောင်းယုတ်အကျိုးယုတ်အကြောင်းနာအကျိုးပါဗျာနာလေးကညှို့လိုက်လို့လာခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်ပေးလိုက်လို့စိတ်ဆော်ပေးလိုက်လို့လာတယ်ဗျာဩကာသလောကကြီးသက္ကတုဓမ္မယုံကြီးတဲ့ထိုင်နေပါပြီဗျာခန္ဓာ၅ပါးဖြစ်နေပါပြီဗျာဒါတွေကိုမသိကြဘူးပုဂ္ဂိုလ်တွေမသိကြတော့မကြောက်ကြဘူးသွားရမှာကဘယ်လဲအပယ်၄ပါးကိုသွားလိုက်ရမှာဘာတွေနဲ့ပြောလဲအပယ်၄ပါးသွားရမယ်ပုဂ္ဂိုလ်တွေကဘယ်လိုပုဂ္ဂိုလ်တွေလဲလောဘတိဒေါသတိမောဟတွေမာနဒီဟာတွေအားကောင်းနေတဲ့ပုဂ္ဂိုလ်ကသွားရင်ကျိန်းသေးတယ်ဗျမြေကြီးနဲ့လက်ဝါးရင်ပုတ်ရင်တော့လွဲခြင်းလည်းလွဲမလဲအဲ့ဒီပုဂ္ဂိုလ်ကတော့ကျိန်းသေးသွားမယ်ဘာကြောင့်သွားရမလဲအကြောင်းတရားအကျိုးတရားကိုမသိဘူးသီလသမာဓိပညာလည်းမပြည့်စုံဘူးမသိကြတော့မကြောက်ကြဘူးအဲ့တော့မိမိမောမောနဲ့လူသေးလူဖြစ်တယ်လို့ပြောသေးတယ်လူသေးလူဖြစ်တာကတစားရှိတယ်ဗျာအပေတကားပိတ်တဲ့ပုဂ္ဂိုလ်မဟာသောတာပန်ကြီးကတော့လူသေးလူဖြစ်ပါတယ်ဗျာဘယ်တော့မှအပေလေးပါးကိုမစင်းတော့ဘူးလူဘုံနာဘုံပြမဘုံနိဗ္ဗာန်ကူးသွားတာအဲ့ဒီတော့အဲ့ဒီပုဂ္ဂိုလ်တော့လူသေးလူဖြစ်တယ်လောဘတိဒေါသတိမောဟတိမာနတိဖယားမှလည်းမသိတရားမှလည်းမသိသံဃာမှလည်းမသိသံဃာတွေ့လဲဘေးတိုက်သွားတယ်မိဘမှလည်းမသိဘေးတိုက်သွားတယ်ဒီလိုပုံကိုယ်တွေကသွားလိမ့်မယ်ဗျအရိယာတွေစားဖို့ဖြစ်တယ်အဲ့ဒီတော့တရားဓမ္မများမျက်စိကလည်းအကြောင်းတရားအကျိုးတရားနားကလည်းအကြောင်းတရားအကျိုးတရားနှာခေါင်းကလည်းအကြောင်းတရားအကျိုးတရားပါးစပ်ကလည်းအကြောင်းတရားအကျိုးတရားကိုယ်အတွေ့ကလည်းအကြောင်းတရားအကျိုးတရားမနှောကလည်းအကြောင်းတရားအကျိုးတရားယုံနာကိုသိရင်သိယုံနာမြင်ရင်မြင်ပညာပရမသိရင်သိဥပါဒံယုတ်ကိုသိရင်သိမသိလို့ရှိရင်တော့သွားဘာကြောင့်တတ္တလောကသင်္ခါရလောကဩကာသလောကလောက3ပါးကိုအဲ့ဒီတော့လောက3ပါးဟာမျက်စိကလည်းအကြောင်းအကျိုး3ပါးဘာကြောင့်လဲတဲ့မျက်စိကလည်းယုံနာကိုသိရင်သိမသိလို့ရှိရင်မျက်စိကလည်းနာနေထွက်ပြီးတော့ဩကာသလောကညှို့လိုက်လိမ့်မယ်နားကလည်းဩကာသလောကညှို့လိုက်လိမ့်မယ်နှာခေါင်းကလည်းဩကာသလောကညှို့လိုက်လိမ့်မယ်နာလေးတရားဌာနဘုံပိတ်မှန်ရသွားကြလိမ့်မယ်ဘာကြောင့်ရမလဲတဲ့ယုံနာမသိလို့ဖြစ်တာပြက်တာလည်းမသိဝေဒနာမှလည်းမသိသစ္စာလေးပါးကိုလည်းမသိတော့မကြောက်ကြဘူးမိမောမောနဲ့နေလိုက်ကြတာပြောနေလိုက်ကြတာဘာတွေနဲ့ပြောနေလဲလောဘတွေနဲ့ပြောတယ်ဒေါသတွေနဲ့ပြောတယ်မောဟတွေနဲ့ပြောတယ်မာနတွေနဲ့ပြောတယ်စိတ်တွေရွှေတွေနဲ့ပြောနေကြတယ်သမီးတွေနဲ့ပြောတယ်သားတွေနဲ့ပြောတယ်ခင်မွန်းတယ်တွေနဲ့ပြောတယ်ခင်မွန်းတယ်မတွေနဲ့ပြောတယ်အခုတော့ပြောနိုင်သေးတာပေါ့အခုတော့ပြောနိုင်သေးတယ်ဒုက္ခဝေဒနာခံစားလို့ကောင်းတယ်ခန္ဓာ၅ပါးယုံနာနာပါပြတ်တော်မယ်ဆိုတော့ဒုက္ခဝေဒနာခံစားတော့ပြီးဘာကြံလဲဒုက္ခကြံသေးတယ်ဗျာမြတ်စွာဘုရားကိုရောမြတ်ကြီးကဒုက္ခရှိရင်ဒုက္ခရှိတယ်ဒုက္ခရှိရင်ဒုက္ခရှိတယ်ဟောဒီနှစ်ပါးပဲဒုက္ခဝေဒနာဒုက္ခဝေဒနာပြဉ္ညာတဲ့ပရမတ်တဲ့လောကီတဲ့လောကုတ်တရားနှစ်ဌာနကြီးသမုဒိသစ္စာပရမတ်သစ္စာနဲ့တွဲသိရသမုဒိသစ္စာကလည်းဒါပါလားပရမတ်သစ္စာကလည်းဒါပါလားလောကီနယ်ကဒါပါလားလောကုတ်တရားနယ်ကဒါပါလားပြဉ္ညာနယ်ကဒါပါလားပရမတ်နယ်ကဒါပါလားအဲ့ဒီလိုတွဲများသိမြတ်ပါလေဗျာဒီလိုမှမသိတော့သမုဒိသစ္စာတစ်ခုတည်းသိပြီဆိုရင်ဒိဋ္ဌိကြီးဖြစ်ပြီးအပယ်သွားလိမ့်မယ်ပရမတ်ကိုတန်သွားပြန်လဲဒိဋ္ဌိကြီးဖြစ်ပြီးအပယ်သွားလိမ့်မယ်ဘာကြောင့်လဲတခုခုကိုသူတန်သွားပြီးဒိဋ္ဌိဆွဲလာမှာအဲ့ဒီတော့ဒကာဒကမများမျက်စိကလည်းအကြောင်းတရားအကျိုးတရားယုံနာကိုမြင်ရင်မြင်ယုံနာကိုသိရင်သိမသိလို့ရှိရင်ဖြင့်ဒကာဒကမများအတိတ်ကာလတုန်းကကိုပြုတ်ထားတဲ့အာစိန်နကဏိကဘယ်လောက်များတယ်လဲဆိုတာကိုယ်စိတ်သာကိုယ်စစ်ကြတော့24နာရီရှိလောက်တဲ့အ낵ကကိုယ်စိတ်
ဘယ်လိုစစ်မလဲငါသည်အတိတ်ကာလတုန်းကငါဘာဖြစ်လာတယ်အခုပြစ္ဆုတ်ပါငါဘာကိုသိတယ်အနာကငါသိရင်ဘယ်ကိုသွားမလဲအဲ့ဒီကာလသုံးပါဆင်ញင်ကြည့်လိုက်ပါဗျာသိပါလိမ့်မယ်အဲ့ဒီတော့ခန္ဓာ၅ပါးယုံနာ2ပါးပြတ်တော်မယ်ဆိုလို့ရှိရင်ဘယ်သွားလို့ဘယ်လာရမှမသိရင်ဘယ်ကိုများသွားမယ်ထင်တယ်ပိဋကသုံးပုံနှုံးငုံဆောင်လို့ပြောင်းပြန်ကြီးလှန်လိုက်သေကာနီးဆဲဆဲကြတော့ငါတော့သေရတော့မှာပဲသေရမှာကြောက်လာတယ်အဲ့ဒီငါတလုံးကနေပြီးတော့မဟာမြင့်မို့တောင်ကြီးနဲ့အပယ်လေးပါဖိချကြသွားတာပဲအဲ့ဒီတော့ငါကနေပြီးတော့ငါမရှိတာကိုအရှိထင်လိုက်တယ်ငါမရှိတာအရှိထင်လိုက်တော့ငါတော့သေရတော့မှာပဲငါတော့သွေးတို့ယောဂါကြီးငါတော့အဆုပ်ယောဂါကြီးငါတော့ကင်ဆာယောဂါကြီးငါတော့နှလုံးယောဂါကြီးငါတော့သေရတော့မှာပဲလို့အဲ့ဒီလိုနာလေးညှို့လိုက်ပြီနာလေးညှို့လိုက်တော့နာအကြောင်းကျိုးအကျိုးခန္ဓာ၅ပါးယုံနာ2ပါးဖြစ်သွားတယ်အဲ့တော့ဒိဋ္ဌိကိုငါမရှိတာကိုအရှိတယ်ယုံနာကိုမသိလို့ယုံနာမြင်ယုံနာသိရင်လွတ်ပါတယ်ဗျာအဲ့တော့အရိယသူတော်ကောင်းများကသေရမှာလည်းမကြောက်ဘူးဘာကြောင့်မကြောက်တယ်လဲအတ္တပုထုဇဉ်အကများတော့သေရမှာကြောက်လိုက်တာအရိယာများတော့သေရမှာမကြောက်ပါဘူးဗျာဘာကြောင့်လဲကံကာယကြိုယုံမိဘာကြောင့်လဲခန္ဓာကိုယ်ယုံနာသဘာဝတွေကိုရှုမှဆင်ရင်ခဏဖြစ်ခဏသေနေတာတွေတွေ့နေပြီဘာကြောင့်တွေ့တယ်လဲဓာတ်ကြီးလေးပါဤလက္ခဏာသဘောတွေဖောက်ပြန်ဖြစ်ပြနေတဲ့ပထဝီဤသဘောတရားအာဘောဤသဘောတရားတေဇောဤသဘောတရားဝါယောဤသဘောတရားတွေတစ်ခုပြီးတစ်ခုလွတ်တက်ပြီးခဏဖြစ်ခဏသေးနေတယ်ဟောအစ္ဆတတဏ္ဍာငါဓာတ်ကြီးလေးပါကလည်းခဏဖြစ်ခဏသေးတာတွေ့တယ်ဗဟိတကြာပြန်တော့လည်းမျက်စိကလည်းခဏဖြစ်ခဏသေးတယ်နားကလည်းခဏဖြစ်ခဏသေးတယ်နှာခေါင်းကလည်းခဏဖြစ်ခဏသေးတယ်ပါးစပ်ကလည်းခဏဖြစ်ခဏသေးတယ်ကိုယ်အတွေ့ကလည်းခဏဖြစ်ခဏသေးတယ်မနှောကလည်းခဏဖြစ်ခဏသေးတယ်တကား6ပေါက်ကလည်းခဏဖြစ်ခဏသေးနေတာအရိယာများဒီလိုသိနေပါတယ်ဗျာဖြစ်ပြက်ပြီးတော့သိနေတယ်ခဏဖြစ်ခဏသေးတယ်ဆိုတော့ဩဒီုံနဲ့ဒီနာမပိုင်တဲ့တရားပါလားသူသဘောနဲ့သူဖြစ်ပြီးပြက်နေတဲ့ယုံနာပါလားဒီုံနဲ့ဒီနာအတိတ်ကာလတုန်းကငါပိုင်နေငါဆိုင်နေအောက်မိတယ်မမြင်ခြင်းမတည်းမနေရမသိခြင်းမတည်းမနေရမကြားခြင်းမတည်းမနေရကြားရတာပါလားမသိခြင်းမတည်းမနေရပါသိနေရပါလားဒီယုံနဲ့ဒီနာဖြစ်လာရင်ဒုက္ခသစ္စာကြီးပါလားဖြစ်ပြီးပြည့်နေတဲ့သဘောတရားတွေပါလားအနိစ္စသဘောတရားတွေဒုက္ခသဘောတရားတွေအနတ္တသဘောတရားတွေပါလားဆိုလက္ခဏာကြီးသုံးပါမြင်ပါတယ်ဗျာအဲ့ဒီလိုမြင်တဲ့ပုံကိုကြတော့အပယ်လေးပါလွတ်ပါတယ်ဗျာဒီလိုမှမသိလို့လောဘတိဒေါသတိမောဟတိမာမာနတိနဲ့သိမဲ့ပုံကတော့ငရဲရဲ့တိရစ္ဆာန်ရဲ့ပိဋ္ဌာရဲ့ကျိန်းသေးပါတယ်ဗျာဘာကြောင့်ကျိန်းသေးသလဲတရားဓမ္မများအဲ့ဒီတော့အတိတ်အနာကပြစ္ဆုတ်ပံကာလ3ပါးဆင်ញင်သုံးသပ်လိုက်တဲ့အချိန်ခါမှာပြစ္ဆုတ်ပံငါတို့ဘာသိသလဲအနာကခန္ဓာ၅ပါးယုံနာ2ပါးပြတ်တော်မယ်ဆိုရင်ငါတို့ဘယ်ကိုသွားမလဲဘယ်သွားလို့ဘယ်လာရမှမသိလို့ရှိရင်ကာမတကာကြားခြင်းရကြားမယ်ကြားခြင်းရကြားမှာကတော့ကျိန်းသေးတယ်ယုံနာမှမမြင်ပဲကိုသူတို့သိနေတဲ့အသည့်ကဘာလဲလောဘမာနလောဘကိလေသာတွေဒေါသကိလေသာတွေမောဟကိလေသာတွေမာမာနကိလေသာတွေအဲ့ဒီကိလေသာတွေအာယုံပြုတ်ပြီးတော့တခါတည်းနေတာပဲယုံနာတော့သိသလားမသိဘူးသေတော့ဘာဘယ်လိုချုပ်လိုက်တယ်လောဘစိတ်နဲ့ဒေါသစိတ်နဲ့မောဟစိတ်နဲ့မာမာနစိတ်နဲ့ချုပ်လိုက်တာအဲ့ဒီတော့ဒီလောဘစိတ်ဒေါသစိတ်မောဟစိတ်မာနစိတ်ဒီစိတ်တွေနဲ့ချုပ်လိုက်ရင်တော့လွတ်ပါမယ်အပယ်လေးပါဘယ်တော့မှမလွတ်ဘူးအဲ့ဒီတော့ဒကာဒကမများအတိတ်အနာကပြစ္ဆုတ်ပံကာလ3ပါးဆင်ញင်သုံးလာလဲလို့ရှိရင်ငါသိရင်ဘယ်သွားမလဲလို့ကိုယ်စိတ်လေးကိုစစ်အဲ့ဒီတော့အရိယာများကတော့သိနေပါတယ်ဗျာဘယ်လိုသိလဲငါသိရင်ဘယ်သွားမလဲသားတို့သမီးတို့ရေငါသိလို့ရှိရင်ဟေးဘုန်းကြီးကိုကြော်ဝဲမပေးနဲ့ငါသိရင်6ရွာသွားမယ်ဘာကြောင့်လဲတဲ့နတ်ပြေကိုသွားတယ်ခရီးရပါပြီဗျာဗြဟ္မာ20ကိုသွားတယ်ခရီးရပါပြီဗျာနိဗ္ဗာန်ကိုသွားနိုင်တယ်ခရီးရပါပြီဗျာအပေခရီးကတော့လွတ်သွားပြီအပေခရီးယူတာကဘယ်လိုပုံကိုယ်တည်းလဲယုံနာမမြင်တဲ့ပုံကိုယ်တွေယုံနာမသိတဲ့ပုံကိုယ်တွေယုံနာမမြင်ယုံနာမသိတဲ့ပုံကိုယ်ကတော့အဲ့ဒါကျိန်းသေးတယ်ဘာကြောင့်လဲတဲ့လောဘကိလေသာဒေါသကိလေသာမောဟကိလေသာမာမာနကိလေသာဒီကိလေသာတွေတထုံးကြီးနဲ့သွားတာအဲ့ဒီတော့ကိလေသာဆိုတာတရားဓမ္မများမျက်စိကလည်းလောဘကဲဒေါသရဲ့မောဟရဲ့ကိလေသာတွေနော်နားကလည်းလောဘကဲဒေါသရဲ့မောဟရဲ့မာမာနရဲ့နှာခေါင်းကရဲ့လောဘကဲဒေါသရဲ့မောဟရဲ့မာနရဲ့
ပါဇက်ကရဲ့လောဘကဲဒေါသရဲ့မောဟရဲ့မာနရဲ့ကိုအတွေ့ကရောလောဘဒေါသမောဟမာနမနောကရဲ့လောဘဒေါသမောဟမာနအဲ့ဒီတကား6ပေါက်ကအာယုံ6ပါးဟာယုံနာသိရင်သိမသိလို့ရှိရင်ပြည့်လောဘကိလေသာဒေါသကိလေသာတွေတုံးပဲကိုပြုတ်ထားတာမကောင်းတဲ့အာစိန်ကံတွေအဲ့ဒီတော့ဒကာဒကမာများကိုယ်စိတ်ကိုစစ်ပေါ့ဗျာသိပါလိမ့်မယ်ငါတို့ဘာတွေကိုအာစိန်ကံခံစားထားတယ်လေအာယုံတွေခံစားထားတယ်မြတ်စွာဘုရားဟောထားပါတယ်ဗျာကာမသုခလိကနိယောဂဆိုတဲ့အကျင့်နဲ့ကာမသုခလိကနိယောဂဆိုတဲ့အကျင့်ဘယ်အကျင့်လဲဒကာဒကမာများအခုကာမသုခလိကနိယောဂဆိုတဲ့အကျင့်တွေကဘယ်အကျင့်လဲမျက်စိအာယုံရဲ့နားအာယုံရဲ့နှာခေါင်းအာယုံရဲ့ပါးစပ်အာယုံရဲ့ကိုယ်အတွေ့အာယုံရဲ့မနောအာယုံရဲ့ဒီအာယုံ6ပါးနောက်လိုက်ခံစားနေတဲ့ပုံကိုယ်တွေဒါကာမသုခလိကနိယောဂဆိုတဲ့အကျင့်ပါဗျာမြတ်စွာဘုရားကအဲ့ဒီအကျင့်ကျင့်တဲ့ပုံကိုယ်ဟာဖြင့်တဲ့ဘယ်တော့မှနိဗ္ဗာန်မရဘူးတဲ့ဒီပုံကိုယ်ဟာဘယ်တော့မှလည်းနတ်ပြည်မသွားဘူးတဲ့ဘယ်တော့မှလည်းမပေါ်တော့ဘူးတဲ့မြုပ်တရားတဲ့အဲ့ဒီတော့ဒကာဒကမများကိုယ်စိတ်ပေါ့ဗျာဘိုင်စကုတ်တွေဘယ်လောက်များရှိတာလေဒီဥစ္စာနေများသာရသောဒုက္ခဝေဒနာတွေဘယ်လောက်များခံစားထားကြသလဲဘိုင်စကုတ်တွေကိုကြည့်ပြီးတော့အာယုန်တွေခံစားထားတဲ့စိတ်တွေဘယ်လောက်များထားသလဲမွေတဲ့တင်းတဲ့ပြိုင်တယ်လို့အနတ်တွေခံစားထားတဲ့ဒုက္ခဝေဒနာတွေဒီဝေဒနာတွေဘယ်လောက်ခံစားထားသလဲလျာနဲ့ရတာနဲ့ပေါင်းစုံလိုက်တဲ့အခါချိုးတာပဲချင်းတာပဲအရသာရှိတာပဲလို့အရသာခံစားနေတဲ့စိတ်တွေဒုက္ခဝေဒနာတွေခံစားကိုယ်နဲ့အတွေ့နဲ့ထိမှန်ထားလိုက်တဲ့အချိန်ခါသာယာသောအတွေ့တွေခံစားထားတဲ့ဒုက္ခဝေဒနာတွေမနှောနဲ့ဓမ္မနဲ့ပေါင်းစုံထားလိုက်တဲ့အချိန်ခါဒုက္ခဝေဒနာတွေအဲ့တော့ဒကာဒကမများသက်သာသေးသလားတဲ့မျက်စိကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားလိုက်နားကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားလိုက်နှာခေါင်းကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားတယ်ပါးစပ်ကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားတယ်ကိုယ်အတွေ့ကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားမနှောကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားတကား6ပေါက်ကအာယုံ6ပါးခံစားလိုက်ကြတာအခုတော့ခံစားလို့ကောင်းသေးတယ်ခံစားလို့ကောင်းသေးတာပေါ့ခန္ဓာ5ပါးပြတ်တော့မယ်ဆိုတော့အပယ်ဆင်းသွားရောအဲ့ဒီတော့ဒုက္ခဝေဒနာခံစားတော့ဒုက္ခကြံသေးတယ်ဗျအပယ်လေးပါးကျတော့ဒုက္ခခံရတယ်ဘယ်ဒုက္ခတွေလဲတလိษံဒုက္ခဖြစ်လိုက်ပြီဆိုဘဲတို့ကြက်တို့ဝက်တို့ဖြစ်ပြီဆိုခဏဖြစ်ခဏသေကြပြီတော့ပိဋ္ဌာတွေဖြစ်ပြန်တော့ရေသရဝါတွေပိဋ္ဌာတွေဖြစ်ပြန်တော့6လနဲ့လည်းသေတာပဲ3လနဲ့လည်းသေတာပဲခဏဖြစ်ခဏသေကြငရဲတော့မပြောနဲ့တော့အဲ့ဒီတော့မျက်စိအာယုံခံစားနာအာယုံခံစားအဲ့ဒီတော့မျက်စိကလည်းဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားဘယ်လိုခံစားသလဲကိုယ်စိတ်ကိုစစ်သိပါတယ်ဗျာဒုက္ခဝေဒနာဒုက္ခဝေဒနာဆိုတာဘယ်လိုလဲယုံမှနာမှမသိဖြစ်တာပြက်တာလည်းမသိသဘာဝသစ္စာကိုလည်းမသိတော့မျက်စိကလည်းမျက်စိနဲ့အဆင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါယုံမှနာမှမသိဒုက္ခဝေဒနာခံစားလိုက်သာယာသောအဆင်းလေးတွေ့လိုက်တော့တဏှာဖြစ်တယ်မသာယာသောအဆင်းကိုတွေ့လိုက်တော့ဒေါသဖြစ်ကောင်းတဲ့အတန်လေးကြားလိုက်တော့တဏှာလောဘဖြစ်တယ်မကောင်းတဲ့အတန်ကိုကြားလိုက်တော့ဒေါသဖြစ်ကောင်းတဲ့အနံလေးနာလိုက်တော့တဏှာလောဘဖြစ်တယ်မကောင်းတဲ့အနံကိုပုတ်စောနာနဲ့ချင်းစောနာနဲ့နာတော့ဒေါသတွေဖြစ်ကောင်းတဲ့အရာသာလေးစားလိုက်တော့တဏှာလောဘဖြစ်တယ်မကောင်းတဲ့အရာသာစားမိတယ်တော့မစားချင်ဘူးဒေါသတွေဖြစ်ကောင်းတဲ့အတွေ့လေးတွေ့လိုက်တော့တဏှာလောဘဖြစ်တယ်မကောင်းတဲ့အတွေ့လေးခလုတ်တိုက်လိုက်တော့ဒေါသဖြစ်တယ်မခံချင်ဘူးကောင်းတဲ့အသီးလေးကိုသိလိုက်တော့တဏှာလောဘဖြစ်တယ်မကောင်းတဲ့အသီးစီရီရှားရီငရုတ်သီးမစားပါဘူးဆိုတော့ဒေါသတွေဖြစ်တယ်အဲ့ဒါဘယ်သွားမလဲမျက်စိကလည်းလောဘကဲဒေါသရဲ့နားကလည်းလောဘကဲဒေါသရဲ့နှာခေါင်းကလည်းလောဘကဲဒေါသရဲ့ပါးစပ်ကလည်းလောဘကဲဒေါသရဲ့ကိုယ်အတွေ့ကလည်းလောဘကဲဒေါသရဲ့မနှောကလည်းလောဘကဲဒေါသရဲ့အဲ့ဒီလောဘဒေါသခံစားနေတဲ့ပုဂ္ဂိုလ်ဘယ်တော့မှမလုပ်အဲ့ဒီတော့ကိုယ်စိတ်ကိုစစ်ကြငါတို့ယုံနာသိဗလားဥပါဒာယုတ်ကိုသိဗလားပညာပရမကွဲဗလားငါသိရင်ဘယ်ကိုသွားမလဲနတ်ပြည်ကိုသွားနိုင်တဲ့အသိဝိဇ္ဇာဉာဏ်ရဗလား
ယမ20ကိုသွားနိုင်တဲ့အသိဝိဇ္ဇာဉာဏ်ရပါလားနိဗ္ဗာန်ကိုသွားနိုင်တဲ့အသိဝိဇ္ဇာဉာဏ်ရပါလားအဲ့ဒီလိုစစ်လိုက်ရင်သိပါတယ်ဗျာသူများမပြောရပါဘူးဘယ်သွားလို့ဘယ်လာရမှမသိလူသေးလူဖြစ်တဲ့ဆိုအပယ်လေးပါဆင်းဘာကြောင့်လဲလူသေးလူဖြစ်တယ်ဆိုတာကိုမဖြစ်ဘူးဗျာခွေးတို့ကြက်တို့ဝက်တို့ဘဲတို့ရေထဲကတော်ဝါတွေအဲ့ဒါတွေဖြစ်မှာဗျာအဲ့တော့ကိုပြုတ်ထားတဲ့ကံတွေကဘာကံတွေလဲတဲ့မျက်စိကလောဘကံဒေါသကံမောဟကံအဲ့တော့အရိယာများကတော့လုံးနေပါတယ်ဗျာဘာကြောင့်လဲတဲ့မျက်စိကလည်းသီလသမာဓိပညာသီလသမာဓိပညာနှာခေါင်းကလည်းသီလသမာဓိပညာပါးစပ်ကလည်းသီလသမာဓိပညာကိုယ်ကတွေ့ရတဲ့သီလသမာဓိပညာမနှောကလည်းသီလသမာဓိပညာဟောတကား6ပါးကအာယုံ6ပါးသီလသမာဓိပညာဖြစ်နေပါပြီဗျာဘာကြောင့်ဖြစ်လဲအမှန်မြင်အမှန်သိပါပြီဗျာအဲ့ဒီတော့မြတ်စွာဘုရားကိုရောမြတ်ကြီးကအသိတလုံးအများဆုံးလို့ဟောထားတယ်ဘယ်လိုသိကြသလဲငါတို့သိနေတဲ့အသိကဘယ်လိုမြင်လို့ဘယ်လိုသိကြသလဲကိုယ်စိတ်ကိုယ်စိတ်မျက်စိနဲ့အစင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါဘယ်လိုမြင်ကြသလဲဘယ်လိုသိကြတော့အသားနဲ့နားနဲ့မှန်လိုက်တဲ့အချိန်ခါဘယ်လိုကြားလိုက်ကြတော့ဘယ်လိုသိလိုက်ကြတော့နှာခေါင်းနဲ့အနံ့နဲ့ထိမှန်လိုက်တဲ့အချိန်ခါဘယ်လိုနားလို့ဘယ်လိုသိလိုက်တော့လျာနဲ့ရသားနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါစားလိုက်တဲ့အချိန်ခါဘယ်လိုမြင်လို့ဘယ်လိုသိလိုက်တော့ကိုယ်နဲ့အတွင်နဲ့ထိမှန်လိုက်တဲ့အချိန်ခါဘယ်လိုမြင်လို့ဘယ်လိုသိတော့မနှောနဲ့ဓမ္မနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါဘယ်လိုမြင်လို့ဘယ်လိုသိတော့ကိုယ်စိတ်ကိုယ်စိတ်သိပါတယ်ဗျာငါတို့မျက်စိနဲ့အစင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါအမှန်မြင်သလားအမှားမြင်သလားအမှန်ကြားသလားအမှန်နားသလားအမှန်စားသလားအမှန်ထိသလားအမှန်သိသလားတကား6ပေါက်ကအာယုံ6ပါးအမှန်မြင်အမှန်သိပါမှအပယ်လို့မယ်အမှန်ကြားအမှန်သိပါမှအပယ်လို့မယ်အမှန်နာအမှန်သိပါမှအပယ်လို့မယ်အမှန်စားလို့အမှန်သိလိုက်ပါမှအပယ်လို့မယ်အရိယာများကတော့သိပါတယ်ဗျာအတ္တပုရုဇဉ်ဝင်းတွင်ကန်းနေတဲ့ပုံကိုယ်တွေကြတော့ဘယ်လိုမြင်လို့ဘယ်လိုသိသလဲအမှားမြင်သလားအမှားမြင်တဲ့အမြင်ကဟောအပယ်လေးပါမလွတ်တဲ့အမြင်တွေကဘယ်လိုမြင်သလဲမျက်စိနဲ့အဆင်းနဲ့ပေါင်းစုံလိုက်တဲ့အခါမိမမြင်မိမသိလိုက်ယောက်ျားမြင်ယောက်ျားသိတယ်ကားမြင်ကားသိတယ်ခွေးမြင်ခွေးသိတယ်ဝက်မြင်ဝက်သိတယ်အဲ့ဒီအသိအဲ့ဒီအမြင်တွေကအမှားမြင်ကိလေသာအမြင်ပါဗျာဘာကြောင့်လဲကိလေသာအမြင်ဆိုတာကောင်းတာလေးမြင်လိုက်တော့တဏှာဖြစ်ပါတယ်ဗျာမကောင်းတဲ့အဆင်းကိုမြင်လိုက်တော့ဒေါသတွေဖြစ်ပါတယ်ဗျာအဲ့ဒါအမှားမြင်ကြီးပါဗျာအပေပဲတော့မှမလွတ်ပါဗျာအဲ့ဒီတော့မျက်စိကလည်းတဏှာလောဘဒေါသနားကလည်းတကား6ပေါက်ကအာယုံ6ပါးတဏှာလောဘဒေါသအဲ့ဒီတော့အမှန်မြင်အမှန်သိပါမှာအဲ့ဒီတော့ယောဂီတွေကိုယ်စိတ်သားကိုယ်စိတ်ကြငါတို့မြင်တာဘယ်လိုမြင်သေးလို့ဘယ်လိုကြားနေသေးလို့မျက်စိနဲ့အဆင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကမိမမြင်လို့မိမသိသေးသလားမြတ်စွာဘုရားကိုတော်မြတ်ကြီးကယူပဲခန္ဓာဝေရณะခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာမနောဝိညာဉ်နဲ့ခန္ဓာနာခန္ဓာ၄ပါးယုတ်တရားခန္ဓာ၅ပါးယုတ်နာ၂ပါးအဲ့ဒီတော့မျက်စိကလည်းခန္ဓာ၅ပါးယုတ်နာ၂ပါးဖြစ်သွားတာသိကြရလားခန္ဓာ၅ပါးယုတ်နာ၂ပါးဇာတိတရားကြီးရသွားအဲ့ဒီတော့မျက်စိနဲ့အဆင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါအမှားမြင်လိုက်ပြီးတဲ့တင်ညာများပါသွားပြီတဲ့အရိယာများကတော့တင်ညာလွတ်နေပါတယ်ဗျာအမှားမြင်လို့အမှန်သိပါတယ်ဗျာအဲ့ဒီတော့ကိုယ်စိတ်ကိုယ်စိတ်ရင်အတိဆုံးတရားရပါလိမ့်မယ်ဗျာဘာကြောင့်လဲမျက်စိနဲ့အဆင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါမှာငါတို့မြင်တဲ့အမြင်တွေအသိတွေကဘယ်လိုမြင်လို့ဘယ်လိုသိသလဲတင်ညာများပါသေးလားမိမရဲ့လို့တင်ညာပါသလားယောက်ျားရဲ့လို့တင်ညာပါသလားခွေးရဲ့လို့တင်ညာပါသလားနွားရဲ့လို့တင်ညာပါသလားငါးရီရဲ့လို့တင်ညာပါသလားရေရီရဲ့လို့တင်ညာပါသလားရေကြီးရဲ့လို့တင်ညာပါသလားဒီတင်ညာတွေပါရင်မလွတ်ပါဘူးဗျာအပယ်လေးပါတောက်လျှောက်ကြီးဆင်းရပါလိမ့်မယ်ဗျာဘာကြောင့်လဲမြတ်စွာဘုရားကိုတော်မြတ်ကြီးကယူပက်ခန္ဓာဝေရณะခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာမနောဝိညာဉ်နဲ့ခန္ဓာနာခန္ဓာ၄ပါးယုတ်တရားခန္ဓာ၅ပါးယုတ်နာ၂ပါးဇာတိတရားကြီးရသွားအဲ့တော့မျက်စိကလည်းသင်ညက်ခန္ဓာကမျက်စိပသာဒအကြည့်ယုံနဲ့အစင်းယုံနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါသီလုံးနံတရားကသိလိုက်တာလေးပဲရှိသိပြီးပြက်သွားသိလိုက်တဲ့ဥစ္စာဝေဒနာခန္ဓာဖြစ်ဝေဒနာခန္ဓာဖြစ်ပါလေဝေဒနာမရဖဲနဲ့မျက်စိကဝေဒနာခံစား
ဝေဒနာတင်ညာသင်္ခါရဝိညာဏဟောမျက်စိကလည်းတင်ညာပေးလိုက်တယ်ဘယ်လိုတင်ညာပေးလိုက်လဲမိမရဲ့လို့တင်ရဲ့ခန္ဓာကတင်ညာပေးလိုက်တင်ညာပေးလိုက်တော့သင်္ခါရခန္ဓာကပြုတ်ပြင်ပေးလိုက်ဘယ်လိုပြုတ်ပြင်ပေးလိုက်တယ်လဲတဲ့မိမရဲ့လို့တင်ညာပေးလိုက်တယ်မိမကိုတဏှာဖြစ်ပြီးဥပါဒာဆွဲလန်းသွားဒိဋ္ဌိအပယ်လွတ်ပါလားအဲ့ဒီတော့သင်ရဲ့ခန္ဓာကတင်ညာပေးလိုက်တယ်ဘယ်လိုတင်ညာပေးလိုက်တယ်မျက်စိနဲ့အစင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကယူပက်ခန္ဓာရုပ်ချင်းပေါင်းစုံလိုက်တယ်သီလုံးနာတရားသိလိုက်တယ်ယုံနာနှစ်ပါးပေါင်းစုံလိုက်တော့ဝေဒနာခန္ဓာဖြစ်တယ်ဝေဒနာခန္ဓာပေါ်မှာတင်ညာကပေးတယ်မိမရဲ့လို့တင်ညာပေးလိုက်ပြီတင်ညာခန္ဓာသင်္ခါရကပြုပြင်ပေးတယ်ဘယ်လိုပြည့်ပဲချောတာပဲလှတာပဲဝါတာပဲဖြူတာပဲကိလေသာတွေလောဘတွေဒေါသတွေမောဟတွေဖြစ်သွားပြီအဘယ်တော့ဘယ်တော့မလို့အဲ့တော့မျက်စိကလည်းတင်ညာစေတဲ့တင်ညာပေးနေတော့သင်္ခါရကပြုပြင်ပေးတော့သွားရောအဘယ်လေးပါနားကရောလေဒီယိုသံလေးတွေအခုတော့နားထောင်လိုက်ကြတာကောင်းလိုက်တာအရသာခံပြီးတော့စေအောင်မင်းသံလေးပဲဘိုးမူကြီးအသံပဲဘာသံပဲညာသံပဲနဲ့ကိလေသာအာယုန်တွေခံစားလိုက်ကြတာအဲ့တော့ကောင်းတာလေးအသံလေးကြားရတော့တဏှာဖြစ်တယ်မကောင်းတဲ့အသံကိုမလိုချင်တဲ့အသံလေးကြားလိုက်တော့ဒေါသဖြစ်နေမယ်အဲ့တော့ယုံနာသိသလားမသိပါဘူးဗျာအဲ့ဒီတော့မျက်စိကလည်းခန္ဓာ၅ပါးယုံနာ၅ပါးဇာတိတရားကြီးရပြီးတော့အပယ်လေးပါဆင်းသွားလိမ့်မယ်နားကလည်းဒကာဒကမများအတိတ်ကာလတုန်းကဘိုင်စကုတ်တွေကြည့်ထားလိုက်တဲ့အာယုန်နဲ့လေဒီဥဒန်းကြီးနာထောင်ထားလိုက်တဲ့အာယုန်နဲ့မွေးဓာတွေသင်္နာတွေနန်ထားလိုက်အနတ်တွေခံစားထားတဲ့ဒုက္ခဝေဒနာတွေလျာနဲ့ရတာနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကဝေဒနာမှလည်းမသိဖြစ်တာလည်းမသိပြက်တာလည်းမသိသဘာဝသစ္စာကိုလည်းမသိတော့ကိလေသာအာယုန်ခံစားလိုက်ကြတာချိုးတယ်ချင်းအရသာရှိတယ်စက်သားဟင်းလေးသတ်မှတ်စားဝက်သားဟင်းလေးသတ်မှတ်စားပဲသားဟင်းလေးသတ်မှတ်စားစိတ်ကလေးစားဟင်းလေးသတ်မှတ်စားဒီစိတ်တွေကဘာစိတ်တွေလဲအဝိဇ္ဇာစိတ်တွေအဝိဇ္ဇာတဏှဥပါဒံဘောဇာတိတဲ့မြတ်စွာဘုရားဟောထားတယ်အဲ့ဒီတော့ဒကာဒကမများယုံနာသိရင်သိမသိလို့ရှိရင်ဖြင့်မြတ်စွာဘုရားကိုရောမြတ်ကြီးကမျက်စိကလည်း30ပါးသောမိတောက်လောင်မယ်တဲ့နားကရော30ပါးသောမိတောက်လောင်မယ်နှာခေါင်းကရော30ပါးသောမိတောက်လောင်မယ်ပါးစပ်ကရော30ပါးသောမိတောက်လောင်မယ်ကိုယ်အတွေ့ကရော30ပါးသောမိတောက်လောင်မယ်မနှောကရော30ပါးသောမိတောက်လောင်မယ်တဲ့ဟုတ်တာပေါ်ဒကာဒကမများယုံနာသိလို့လားတချို့လည်းယုံနာမသိဘူးလားသိပါတယ်ဗျာယုံနာသိတာခန္ဓာကတကယ်အစစ်ယုံနာသိသလားမသိပါဘူးဗျာစာအုပ်ကြည့်ဖတ်ပြီးသိတဲ့အသိတွေပါဗျာမြင်တော့ငါတို့သိနေတဲ့အသိယုံနာမြင်သလားယုံနာသိသလားယုံနာကွဲသလားယုံနာတွဲသလားအဲ့ဒါကိုယ်စိတ်ငါတို့မျက်စိနဲ့အစင်းနဲ့ပေါင်းစုံနဲ့မိမမြင်တွဲပြီအပယ်မလုပ်ဘူးကားသာမဲကြားလိုက်မယ်မိမသာမဲကြားလိုက်မယ်ယောက်ျားသာမဲကြားလိုက်မယ်ယောက်ျားသာကြားလို့ယောက်ျားသာသိလိုက်မယ်မိမသာကြားလို့မိမသာသိလိုက်ပြီတွဲနေပြီအပယ်မလုပ်ဘူးပွားမှာပဲကျင်းသေးတယ်မွေးတယ်သင်းတယ်လို့ဒီလိုသိနေသေးသလားဒီလိုသိနေရင်အပယ်မလုပ်ဘူးပွားမှာပဲဝေဒနာတဏှာဥပါဒံဘောဇာတိတကား6ပေါက်ကအာယု6ပါးဒုက္ခဝေဒနာတွေတော့ခံစားလို့အခုတော့ကောင်းသေးတယ်ခန္ဓာ5ပါးယုံနာ2ပါးပြတ်တော့မယ်ဆိုတော့တကားဒကမများဘိုင်စကုမင်းသမီးတွေမလာတော့ဘူးလေဒီယိုသားတွေမလာတော့ဘူးမွေးတာသင်တာတွေမလာတော့ဘူးဘာတွေလာမလဲကိုပြုတ်ထားတာကမကောင်းတဲ့အာစိန်ကံတွေပြုတ်ထားမျက်စိအာယုံတွေနားအာယုန်တွေနှာခေါင်းအာယုန်တွေပါးစပ်အာယုန်တွေကိုယ်အတွေ့အာယုန်တွေမနှောအာယုန်တွေဒီအာယုန်တွေခံစားထားတာဟုတ်ဒီအာယုန်တွေခံစားထားတော့သေဂာနိဆဲကြတော့အခုကတော့ဒုက္ခဝေဒနာခံစားလို့ကောင်းပြီးပျော်ပျော်ပါပါကြီးပိုင်စကုတ်ထဲပြောနေပိုင်စကုတ်ထဲလေပြတ်သေးတယ်ပြက်သွားရောတခါတည်းကိုငရဲတန်းသွားတာမသိကြတော့မကြောက်ကြဘူးစိတ်တွေကိုမသိဘူးစိတ်ကိုမသိတော့မကြောက်ဘူးပေါ့စိတ်ကိုတက္ကမကြီးတို့သိချင်တော့အကြောင်းအကျိုးကိုမသိကြတော့မကြောက်ဘူးပေါ့အဲ့တော့ဒကမာကြီးတော့အခုဘိုင်စကုတ်သွားခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာလို့ဘိုင်စကုတ်သွားကြည့်။သမင်းစားခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာလို့သမင်းရဲ့လို့တင်ညာကပေးတယ်။စားခြင်းနဲ့ဆိုတဲ့စိတ်ကလေးဖြစ်ပေါ်လာလို့မိဖို့ကြောင့်လည်းယုတ်ကြီးကဝင်စား။ဘာကြောင့်လဲတဲ့။နာကသိဆော်ပေးတာကိုတင်ညာကသမင်းရဲ့လို့သမင်းရဲ့လို့ပြီးတော့စားလာတာစားခြင်းတော့ဝက်သားဟင်းရဲ့လို့တင်ညာပေးတော့စားခြင်းအဲ့ဒီတော့ဒကာဒကမများအတိတ်ကာလတုန်းကမျက်စိကလည်းအစင်းတွေကိုသာယာသောဒုက္ခဝေဒနာတွေခံစားထားတဲ့အာယုန်တွေမကောင်းတဲ့အာစိန်တွေကလည်းသေဃာတိဆဲဆဲကြတော့
ဘိုင်စကုတ်မင်းသမီးလေးတွေအာယုံနဲ့မပေါ်တော့ဘူးဘိုင်စကုတ်မင်းသားလေးတွေမပေါ်တော့ဘူးလေဒီအိုသံလေးတွေအသံကိုနားနဲ့အသာနဲ့ထိမှန်လိုက်တဲ့အချိန်ခါအခုကတော့ဒုက္ခဝေဒနာတွေခံစားလို့ကောင်းသေးတယ်အနာဂတ်ကာလကြခန္ဓာ၅ပါးယုံနာ2ပါးပြတ်တော့မယ်ဆိုတော့လေဒီအိုသံတော့မလာတော့ဘူးဗျာဘာသာနေလာမလဲတဲ့ယုံနာသိရင်သိယုံနာမြင်ရင်မြင်ပညာပရမကွဲရင်ကွဲဥပါဒံရုပ်ကိုသိရင်သိမသိလို့ရှိရင်တရားဓမ္မများမကောင်းတဲ့အဆင်းတွေမြင်ရတယ်မကောင်းတဲ့အသံတွေကြားလိုက်မကောင်းတဲ့အနတ်တွေနားလိုက်အဲ့ဒီလိုမကောင်းတဲ့အဆင်းတွေမြင်ပြီးဆိုတော့ငကိုယ်တော့ကသိထားတဲ့အသည့်ကဘာတွေသိထားလဲတရားဓမ္မများသိထားတဲ့အသည့်ငကိုယ်တော့ကသိထားတဲ့အသည့်ကမိမမြင်လို့မိမသိယောက်ျားမြင်လို့ယောက်ျားသိနွားမြင်လို့နွားသိခွေးမြင်လို့ခွေးသိရေတွေမြင်လို့ရေတွေသိတယ်အင်းရကန်ကြီးမြင်လို့အင်းရကန်ကြီးသိနော်တိုက်ကြီးမြင်လို့တိုက်ကြီးသိတယ်တိုက်ကြီးမြင်လို့တိုက်ကြီးသိတယ်ကြက်မြင်လို့ကြက်သိတယ်ငါးမြင်လို့ငါးသိတယ်ဒီအသိဒီအမြင်တွေကဒိဋ္ဌိအမြင်တွေအမှားမြင်တွေသေဂာနိဆဲဆဲကြပြီဆိုလို့ကိုသိထားတဲ့အသိပဲလာလိမ့်မယ်ဗျာကိုကကိုစိတ်သာကိုစိတ်ငါတို့လောဘစိတ်တွေကဘလောက်များသလဲဒေါသစိတ်တွေကဘလောက်များသလဲမောဟစိတ်တွေကဘလောက်များသလဲမာမာနစိတ်တွေကဘလောက်များသလဲအဲ့ဒီတော့တရားဓမ္မများအတိတ်ကာလတုန်းကစားထားလိုက်တာဒီဗျာနေတာမဟုတ်ဘူးလှေတွေသင်္ဘောတွေနဲ့တင်းလို့မကုန်ဘူးဘဲသားတွေစားလိုက်တဲ့အရသားတွေဝက်သားတွေသတ်မှတ်စားထားတဲ့စိတ်တွေကြက်သားတွေသတ်မှတ်ထားတဲ့စိတ်တွေစိတ်ကလေးစားတွေသတ်မှတ်စားထားတဲ့စိတ်တွေငါတလောက်တွေသတ်မှတ်ထားစားတဲ့စိတ်တွေအဲ့ဒါတွေကတရားဓမ္မများဒီလိုသတ်မှတ်ထားပြီးတော့စားထားတဲ့စိတ်တွေငဘုံတစ်လက်ငပြန်တစ်လက်အခုတော့ရုပ်ချင်းသုံးဆောင်တာရုပ်မှလည်းမသိနာမှလည်းမသိဖြစ်ထားလည်းမသိပြက်ထားလည်းမသိဝေဒနာမှလည်းမသိတော့အတိတ်ကာလတုန်းကစားထားလိုက်တဲ့အာယုန်ကြီးအပြင်တရားဓမ္မပြသတ်မှတ်ပြီးစားထားတာသင်ညာတွေနဲ့ဝက်သားသတ်မှတ်စားလို့ဝက်သားကိုတဏှာဖြစ်ပြီးဥပါဒံဖြစ်အဲ့တော့သေဂာနိဆဲဆဲကြပြီဆိုရင်ကိုသိထားတဲ့အသိကဝက်မြင်လို့ဝက်သိတယ်နွားမြင်လို့နွားသိတယ်ခွေးမြင်လို့ခွေးသိတယ်အင်းရကန်ကြီးမြင်လို့အင်းရကန်ကြီးသိတယ်ဒီအင်းရကန်ကြီးနာနေတဲ့ပုဂ္ဂိုလ်တဲ့အင်းရကန်ကြီးသိထားတာပဲအဲ့တော့အင်းရကန်ကြီးသိထားတဲ့ပုဂ္ဂိုလ်တွေကြတော့ကိုပြုတ်ထားတာကမကောင်းတဲ့အာစိဏကံနဲ့မျက်စိကလည်းမကောင်းတဲ့အာစိဏကံနားကလည်းမကောင်းတဲ့အာစိဏကံနှာခေါင်းကလည်းမကောင်းတဲ့အာစိဏကံပါးစပ်ကလည်းမကောင်းတဲ့အာစိဏကံကိုယ်အတွေ့ကလည်းမကောင်းတဲ့အာစိဏကံမနှောကလည်းမကောင်းတဲ့အာစိဏကံအဲ့ဒီကကိုပြုတ်ထားတဲ့မကောင်းတဲ့အာစိဏကံတွေသေဂာနိဆဲဆဲကြပြီဆိုကိုယ့်အသည့်တွေကိုလာလိမ့်မယ်ဗျာအာယုန်နဲ့ပေါ်လာလိမ့်မယ်ငကိုယ်တော့ကသိထားတဲ့အသည့်ကဘာသိလဲကိုယ်စိတ်ကိုယ်စစ်ငါတို့မိမမြင်လို့မိမသိလားရေမြင်လို့ရေသိသလားတောမြင်လို့တောသိလားခွေးမြင်လို့ခွေးသိလားဝက်မြင်လို့ဝက်သိလားနွားမြင်လို့နွားသိလားကားမြင်လို့ကားသိလားမြေကြီးမြင်လို့မြေကြီးကိုသိသလားဒီအသိဒီအမြင်တွေကဒိဋ္ဌိမြင်နေအမှားမြင်နေဝိပဿနာဉာဏ်ရရင်ရမရလို့ရှိရင်ဖြင့်တရားဓမ္မများကန်းကုန်အောင်စကားပြောလိုက်မယ်ဘိဒကသုံးပုံပြောင်းမြန်တာကိုသိထားတဲ့အသည့်ကမကောင်းတဲ့အသည့်တွေဝိပဿနာဉာဏ်ရပါမှယုံနာကိုမြင်ပါမှသစ္စာလေးပါးတရားတော်များကြီးကိုရပါမှမရလို့ရှိရင်ဖြင့်မျက်စိကမြင်စိတ်တွေကြားစိတ်တွေနာစိတ်တွေစားစိတ်တွေထိစိတ်တွေငကိုယ်တုံးကသိတဲ့အသည့်တွေပေါ်လာလိမ့်မယ်အာယုန်နဲ့ကိုလားရမယ်ကတိကိုမြင်လိမ့်မယ်ဗျာကိုလားရမယ်ကတိကိုမြင်တော့မယ်သေဂာနိဆဲဆဲကြာပြီဆိုရင်တရားဓမ္မများအခုလာရောက်တဲ့ယောဂီပုဂ္ဂိုလ်တွေယုံမှလည်းမသိနာမှလည်းမသိဖြစ်တာလည်းမသိပြက်တာလည်းမသိလို့ရှိရင်ဓာတ်ကြီးလေးပါးကတဘာဘာကသတ်လိမ့်မယ်ဘယ်ဓာတ်တွေသတ်မလဲတဲ့ပထဝီဓာတ်ကသတ်လိမ့်မယ်အာဘောဓာတ်ကသတ်လိမ့်မယ်တေဇောဓာတ်ကသတ်လိမ့်မယ်ဝါယောဓာတ်ကသတ်လိမ့်မယ်ဓာတ်ကြီးလေးပါးတဘာဘာသတ်ပထဝီဓာတ်ကသတ်မယ်ပုဂ္ဂိုလ်ကြတော့တောက်တင်ပြီးမေးခိုင်သေးကြအာဘောယုတ်ကသတ်မဲ့ပုဂ္ဂိုလ်ကြတော့ဖောရောင်ပြီးကြက်ပြီးသေးကြတေဇောယုတ်ကသတ်မဲ့ပုဂ္ဂိုလ်ကြတော့အမလီပူလာကြီးလောင်လာကြီးအော်ဟစ်သေးကြဝါယောယုတ်ကသတ်မဲ့ပုဂ္ဂိုလ်ကြတော့ထမင်းစားရင်လည်းပြတ်လိမ့်မယ်အိမ်သားရဲ့သွားရင်လည်းပြတ်လိမ့်မယ်ကားစီရင်လည်းပြတ်လိမ့်မယ်လေမြန်စီရင်လည်းပြတ်လိမ့်မယ်စိုက်ကားစီရင်လည်းပြတ်လိမ့်မယ်စာရင်လည်းပြတ်လိမ့်မယ်
စာအာရင်လည်းပြလိမ့်မယ်ဝါရယုတ်ကအမတမြန်နဲ့ယုတ်ပြယုံနာသိရင်သိသမာဝါယမသမာတတိသမာသမာဓိ၃ပါးရရင်ရမရလို့ရှိလို့ရှင်အတိတ်ကာလတုန်းကကိုယ်ဆွဲထားတဲ့အဆွဲနာနဲ့ယုံနဲ့ဆွဲထားတဲ့အဆွဲတွေဒိဋ္ဌိတွေရှိတယ်ဘာတွေရှိသလဲမျက်စိကလည်းအမှားမြင်ထားတဲ့ဒိဋ္ဌိတွေနားကလည်းအမှားကြားထားတဲ့ဒိဋ္ဌိတွေနှာခေါင်းကလည်းအမှားနံထားတဲ့ဒိဋ္ဌိတွေအမှားစားထားတဲ့ဒိဋ္ဌိတွေအမှားထိထားတဲ့ဒိဋ္ဌိတွေအမှားသိထားတဲ့ဒိဋ္ဌိတွေဒီဒိဋ္ဌိတွေကဘယ်သွားမလဲအပယ်လေးပါးကိုပို့လိုက်လိမ့်မယ်ဗျအဲ့ဒီတော့ဒါကြောင့်မြတ်စွာဘုရားကိုတော်မြတ်ကြီးကတကား6ပေါက်ကအာယုံ6ပါး10ပါးသောမိတောက်လောင်လိမ့်မယ်လို့ဒီလိုဟောထားတာအဲ့ဒါကြောင့်လူစေလူမဖြစ်ပါဘူးဗျာကိုယ်စိတ်ကိုစစ်ပါကိုယ်စိတ်ကိုစစ်အတိဆုံးတရားတွေ့လိမ့်မယ်ငါတို့လူရဲ့လို့ဖြစ်ပေတဲ့ငါတို့လောဘစိတ်တွေဒေါသစိတ်တွေမောဟစိတ်တွေဘယ်လောက်များတယ်လဲဆိုတာအဲ့ဒါကိုယ်စိတ်ကိုစစ်မျက်စိကလည်းလောဘဒေါသတကား6ပေါက်ကအာယု6ပါးဟာဗျအကုန်လုံးလောဘဒေါသကြီးပဲအဲ့ဒီတော့မျက်စိကလည်းသမာဝါယမသမာတတိသမာသမာဓိဖြစ်ပါမှာအဲ့တော့အဝိဇ္ဇာသမာဓိဝိဇ္ဇာသမာဓိတဲ့ဟောအဝိဇ္ဇာသမာဓိဆိုတာအမှားမြင်အမှားသိနေတာအဝိဇ္ဇာသမာဓိဝိဇ္ဇာသမာဓိဆိုတာအမှားမြင်အမှန်သိတာဝိဇ္ဇာသမာဓိလောကီမဲ့ခင်ရဲ့လောကုတ္တရာမဲ့ခင်ရဲ့ဟောနှစ်ဌာနရှိပြန်မဲ့ခင်7ပါးလောကီမဲ့ခင်ကလည်းဘာလဲပွားများလိုက်တာပဲလောကုတ္တရာမဲ့ခင်ကလည်းပွားများလိုက်တာပဲဒကာဒကမများကိုယ်စိတ်ကိုစစ်ကြပြီးတော့အတိဆုံးတွေးလိုက်ပဲငါတို့မျက်စိနဲ့အစင်းနဲ့ပေါင်းစုံလိုက်တဲ့အခါလောကီမဲ့ခင်များပွားများလိုက်တလားဘယ်လိုပွားများလိုက်တယ်အန္တပုရုဇဉ်ပွားများတာကမျက်စိကလည်းမဲ့ကသစ္စာပွားများလိုက်တယ်ဘာလို့မိစ္ဆာသမာဓိဘယ်သမာဓိလဲမိစ္ဆာမဲ့ခင်ဘယ်မဲ့ခင်လဲမျက်စိကနေပြီးတော့ယူပခန္ဓာဝေဒနာခန္ဓာသင်္ညာခန္ဓာသင်္ခါရခန္ဓာမနောဝိညာဏခန္ဓာနာမ်ခန္ဓာ၄ပါးယုတ်တရားခန္ဓာ၅ပါးယုံနာ၅ပါးမျက်စိကလည်းအစင်မှလည်းမသိမျက်စိပတာရအကြည်ယုံမှလည်းမသိရုပ်ချင်းပေါင်းစုံလိုက်တဲ့အချိန်ကဖသာသီလုံးနံတရားဝေဒနာခံစားလိုက်တာကိုမသိတော့ဝေဒနာခန္ဓာမှလည်းမသိဖြစ်ထားလည်းမသိပြက်ထားလည်းမသိသဘာဝသစ္စာကိုလည်းမသိတော့ဒကာဓမ္မများမျက်စိကလည်းယုံနာမသိတော့အမှားသိတာဒိဋ္ဌိဖြစ်ဘာကြောင့်လဲလောကီမဲ့ကလောကုတ္တရာမဲ့ကပွားများလိုက်တယ်ဘယ်လိုပွားများလိုက်မျက်စိနဲ့အဆင်းနဲ့ပေါင်းစုံလိုက်တဲ့အချိန်ကမြင်လိုက်တကမိမရဲလို့ပွားများလိုက်ပြီမိမရဲလို့ပွားများလိုက်ပြီဆိုသင်္ခါရခန္ဓာကဖြူတာပဲချောတာပဲလှတာပဲသင်္ခါရခန္ဓာပြုတ်ပြန်အဲ့ဒါမဲကသစ္စာပွားလိုက်တာပဲမျက်စိကလည်းပွားများလိုက်ပြီအဲ့ဒါဗာမဲ့ခင်များထင်တယ်လေမိစ္ဆာမဲ့ခင်ခေါ်တယ်မိစ္ဆာသမာဓိလို့ခေါ်တယ်အမှားမြင်အမှားသိလိုက်တဲ့သမာဓိအဲ့ဒါအပယ်သွားမယ်အမှားမြင်အမှားသိလိုက်တာကလောကုတ္တရာမဲ့ခင်ဆိုတာကတော့ဘယ်လိုဆင်ញင်လိုက်တယ်လဲပွားလိုက်တာပဲသူကလည်းမဲ့ရထားတယ်ပို့ပွားလိုက်တာဘယ်လိုပွားလိုက်ဩမျက်စိကလည်းမြင်ကောင်းတယ်ပတာရအကြည်ပါလားအစင်းကလည်းဓမ္မသဘောပါလားမျက်စိအစင်းနဲ့မျက်စိပတာရအကြည်ယုံနဲ့အစင်းယုံနဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါနှစ်ပါးပေါင်းစုံလိုက်တဲ့အချိန်ခါဖသပါလားသီလုံးနံတရားသိလိုက်ပါလားဖြစ်ပြီးပြက်ပါလားဒါလည်းဝေဒနာခန္ဓာပါလားသင်ညက်ခန္ဓာကတင်ညာပြီလို့မိမ့်မရဲ့လို့တင်ညာပြီလို့မိမ့်မကိုတဏှာဖြစ်ပြီးစွဲလာရပါလားဥပါဒံဖြစ်ရပါလားဆိုတော့သူလည်းပွားများလိုက်တာပဲအဲ့ဒါဘာမဲ့ခင်လဲတဲ့လောကုတ္တရာမဲ့ခင်ဗျာအမှန်ပွားများတာကိလေသာပွားများတာမဟုတ်ဘူးဟောကတော့လောကီမဲ့ခင်ကတော့မျက်စိကလည်းသစ္စာ၄ပါးပဲသူရသွားတယ်နားကလည်းသစ္စာ၄ပါးအဲ့တော့လောကီမဲ့ခင်ရဲ့လောကုတ္တရာမဲ့ခင်ရဲ့လောကီမဲ့ခင်ကဖြူတာတွေချောတာတွေလှတာတွေဝတာတွေဒါပွားများတာအဲ့ဒါလောကီမဲ့ခင်မိစ္ဆာမဲ့ခင်မိစ္ဆာသမာဓိခေါ်တယ်အဲ့ဒီမဲ့ခင်မိစ္ဆာသမာဓိမိစ္ဆာမဲ့ခင်အပယ်သွားမယ်လောကုတ္တရာမဲ့ခင်ဆိုတာကတော့အမှန်ပွားများလိုက်မျက်စိကလည်းပတာရအကြည့်ရှိလို့မြင်ကောင်းလို့မြင်တဲ့သဘောပါလားအစင်းကလည်းဓမ္မသဘောပါလားသီလုံးနံတရားသိလိုက်တာကဝေဒနာပါလားဝေဒနာခံစားလိုက်ပါလားဝေဒနာရင်းရှိပါလားသင်ညက်ခန္ဓာကသင်ညာလိန်ထလို့ငါမိမရဲ့လို့သင်ညာပြေးလို့မိမရဲ့လို့တဏှာဖြစ်ပြီးစွဲလာရပါလားဥပါဒာမလားဝေဒနာသာရှိပါလားဆိုပြစ္ဆုတ်ပါနဲ့မျက်စိဖြတ်လိုက်ဝေဒနာချုပ်သွားတယ်နိဗ္ဗာန်မေဃသစ္စာနားနဲ့အသာနဲ့ကြားလိုက်တဲ့အချိန်ခါမှလဲလေဒီယိုသားလေးလောကီမဲ့ခင်ပွားများတဲ့ပုဂ္ဂိုလ်ကြပြီဆိုလို့ရှိရင်လေဒီယိုသားလေးကြားလိုက်ပြီဆိုလို့ရှိရင်ဒါကစိတ်အောင်မင်းအသာမလားကောင်းလိုက်ပါလားဒါကဘယ်ဘိုးမူကြီးကအသာနေပါလားဒါလေးကဘာတွေမိန်ကုန်နေပြုတ်နေပါလားဒါတွေကိုလောက်ပြီကောင်းတာလေးကြားလိုက်တော့တဏှာမဲ့ကသစ္စာပွားလိုက်တာပဲ
မကောင်းတာကြားလိုက်တာနဲ့ဒေါသဖြစ်တာမဲကသစ္စာပွားများလိုက်တော့အဲ့ဒီမဲခင်ကဘာမဲခင်လဲမိစ္ဆာမဲခင်အရိယာများကတော့စိတ်အောင်မဲအတန်လည်းမသိဘူးဘိုလ်မှုကြီးအတန်လည်းမသိဘူးဘကောမဲကြောအတန်လည်းမသိဘူးယုံနာမဲရှိတယ်ခန္ဓာ၅ပါးသာရှိတယ်ဝေဒနာသာရှိတယ်ဝေဒနာရင်ရတ်တော်တယ်ဟိုဘက်ချီမကျော်အဲ့ဒါဘာလဲတဲ့အရိယာများမြင်တဲ့အမြင်အရိယာများသိတဲ့အသိအဲ့ဒီတော့မျက်စိကလည်းအန္တပုရုဇေအကမ်းများဟာဘာဒီလဲမျက်စိကလည်းလောဘဒေါသမောဟမိစ္ဆာမဲခင်ပွားများပါတယ်ဗျာမိစ္ဆာသမာဓိတွေယူထားပါတယ်ဗျာဘယ်တော့မှအပယ်မလွတ်ပါဘူးဗျာလွတ်မယ်များထင်သလားအဲ့ဒီတော့အရိယသူတော်ကောင်းများကအမှန်မြင်ပြီးအမှန်သိနေရပါတယ်ဗျာဘယ်လိုမြင်တယ်လဲဘယ်လိုသိနေလဲယုံနာကွဲတဲ့ပုဂ္ဂိုလ်ရဲ့ယုံနာသိတဲ့ပုဂ္ဂိုလ်ရဲ့ဥပါဒံယုတ်ကိုသိတဲ့ပုဂ္ဂိုလ်ရဲ့သစ္စာလေးပါးတရားတော်များကြည်ရတဲ့ပုဂ္ဂိုလ်ရဲ့အဲ့ဒီတော့အရိယာများမြင်နေတဲ့အမြင်ယုံနာနှစ်ပါးကွဲနေတဲ့ပုဂ္ဂိုလ်တွေကြတော့အစ္ဆတသန္တံကဓာတ်ကြီးလေးပါဖောက်ပြန်လာတဲ့ဥစ္စာလည်းဖောက်ပြန်တဲ့သဘောကလည်းသူသဘောပါပဲသိတာလေးကလည်းသူသဘောအခုမြင်နေတာကအတုပယုတ်ကြီးပါလားဆိုသုံးဌာနကွဲနေပါတယ်ဗျာအဲ့ဒီလိုသုံးဌာနကွဲနေတော့အစ္ဆတသန္တံကဖောက်ပြန်တဲ့သဘောတရားတွေသိတယ်ဗျာသတ်သတ်ဖြစ်နေတယ်ဗျာသိမှုသဘောဒုက္ခဝေဒနာဒုက္ခဝေဒနာခံစားတဲ့နာမ်သတ်သတ်ဖြစ်နေပါတယ်ဗျာအခုမြင်နေတဲ့အစင်းယုတ်ကြီးကအနတ္တဒုံကြီးကအတုပယုတ်ကြီးကိုလည်းမြင်နေပါတယ်ဗျာပညာပရမတ်လည်းကွဲနေပါတယ်ဗျာအစ္ဆတသန္တံကွဲတော့အပြင်ဘက်ကြပြန်တော့လေအရိယာများကွဲနေတာဘယ်လိုကွဲသလဲအမှန်မြင်အမှန်သိလိုက်ပြီးဘာကြောင့်ဘယ်လိုသိလဲယုံနာလည်းကွဲပြီးယုံနာလည်းသိပြီးယုံနာမတွဲတော့ဘူးဘယ်လိုမြင်လဲဘယ်လိုကွဲနေသလဲယုံနာကိုအရိယာများမြင်တဲ့အမြင်ကမျက်စိကလည်းတခြားအစင်းတခြားသိတာတခြားနာတခြားအသံတခြားသိတာတခြားအနံတခြားနှာခေါင်းတခြားသိတာတခြားလျှာတခြားရတာတခြားသိတာတခြားကိုယ်တခြားအတွေ့တခြားသိတာတခြားမနောတခြားဓမ္မတခြားသိတာတခြားအဲ့လိုတခြားစီဖြစ်နေပါလေဗျာအဲ့ဒီလိုဖြစ်မှဈာကာလရပါလေဗျာဈာကာလရမှအပေလေးပါလွတ်ပါလေဗျာအနုမောလို့ရှိရဲ့အထင်မကြီးကြနဲ့တရားဓမ္မများအပေမလို့ဘူးသာသနာကြီးနဲ့မှီတဲ့အချိန်ခါယုံနာကွဲအောင်ရှုကြယုံနာမြင်အောင်ရှုကြသာသနာကြီးနဲ့မှီတဲ့အချိန်ခါသမထဝိပဿနာတရားကျင့်ရင်ကျင့်မကျင့်လို့ရှိရင်စုံမြုပ်ကြလိမ့်မယ်။ဘာကြောင့်လဲယုံနာမသိကြလို့ယုံနာသိတဲ့ပုံကိုယ်တွေကြားပြီဆိုလို့ရှိရင်ဖြင့်အမှန်မြင်အမှန်သိပါပြီဗျာလောကထာနဲ့တိုက်ဆိုင်လာပြီဆိုရင်မတုံလှုပ်တော့ပါဘူးဗျာလောကထာယုံနာဖြစ်ပြသဘာဝသစ္စာမှမသိလို့ရှိရင်အာယုံကအာယုံ6နဲ့တိုက်ခတ်လိုက်တဲ့အချိန်ခါယုံနာမှမသိဥပါဒံယုံမှမသိလို့ရှိရင်ဖြစ်နာဝေဒနာဖြစ်ပြီးတော့တရားဓမ္မများဆေးကုလို့မရဘဲနဲ့ပြက်ကုန်လိမ့်မယ်တရားဓမ္မများအဲ့ဒီတော့တရားဓမ္မများအခုယုံနာမြင်တယ်ယုံနာသိတယ်လောကီမဲခင်လောကုတ္တရာမဲခင်နှစ်ဌာနရှိတယ်အဲ့ဒီတော့နှာခေါင်းနဲ့အနံ့နဲ့ပေါင်းစုံလိုက်တဲ့အချိန်ခါမှာလဲယုံနာမသိတဲ့ပုံကိုယ်တွေကြတော့မေဃသစ္စာပွားများလိုက်တာပါပဲဘယ်လိုပွားများလိုက်တယ်လဲဒါလေးကမှွေးထားတယ်ဒါလေးကသင်းတယ်ဒါလေးကကြိုင်းနေတာပဲဒါရေမွေးနာမယ်ဒါကကလမဲနံလေးပဲဒါလည်းမေဃသစ္စာပွားများလိုက်တာပါပဲကလမဲနံရဲ့လို့တင်ညာပေးလိုက်လို့ရှိရင်ကလမဲနံကိုဆွဲသွားပါလေရေမွေးနံရဲ့လို့တင်ညာပေးလို့ရေမွေးနံဆွဲသွားပါလေပုတ်စော်နံတယ်လို့တင်ညာပေးလိုက်ရင်ပုတ်စော်နံကြီးကိုဆွဲလန်းသွားပါလေအဲ့ဒီတော့အဝိဇ္ဇာသမารိဝိဇ္ဇာသမารိနှစ်ဌာနရှိပါတယ်အဲ့ဒီတော့အန္တပုရုဇဉ်များကတကား6ပေါက်ကအာယုံ6ပါးမေဃကြီးပဲပွားများနေတာမေဃကြီးပွားများနေတော့ဒီသမာဓိကဘာသမာဓိလဲမိစ္ဆာသမာဓိပါဗျာမိစ္ဆာမဲခင်ပါဗျာကိုယ်သမာဓိရှိရာကိုယ်မဲခင်ရှိရာကိုသွားပါလိမ့်မယ်ဗျာအဲ့ဒီတော့လောကီမဲခင်ရှိတဲ့ပုဂ္ဂိုလ်လောကီဘက်ကိုသွားလောကုတ္တရာရှိလောကုတ္တရာမဲခင်ရတဲ့ပုဂ္ဂိုလ်လောကုတ္တရာဘက်ကိုသွားနတ်ပြည်6ဓာတ်ဗြဟ္မာ20နိဗ္ဗာန်ကိုသွားကိုယ်စိတ်ကိုစိတ်ကြစိတ်ကိုစိတ်ရင်အတိဆုံးတရားတွေးလိုက်မယ်ဘာကြောင့်လဲငါတို့မျက်စိကမေဃသစ္စာဘယ်လိုပွားများသလဲနာကမေဃသစ္စာဘယ်လိုပွားများလဲနှာခေါင်းကမေဃသစ္စာဘယ်လိုပွားများသလဲပါးစပ်ကမေဃသစ္စာဘယ်လိုပွားများသလဲကိုယ်အတွေ့ကမေဃသစ္စာဘယ်လိုပွားများသလဲမနောက
မေဃသစ္စာဘယ်လိုပွားများတယ်လဲနာလေးဟာဘယ်ကိုတီးနေတယ်လဲလောဘအာယုံဒေါသအာယုံမောဟအာယုံတီးနေသလားကိုယ်စိတ်ကိုယ်စစ်သိပါလိမ့်မဗျာအဲ့ဒီတော့လောကီမဲ့ခင်လောကုတ္တရာမဲ့ခင်နှစ်ဌာနရှိတာပညာပရမနှစ်ခုစပ်ပါတယ်သမုဒိသစ္စာပရမသစ္စာနှစ်နယ်ရှိပါတယ်အဲ့ဒီတော့နှစ်နယ်ရှိတာကသမုဒိသစ္စာသိတဲ့ပုဂ္ဂိုလ်သမုဒိသစ္စာပဲသွားကိုယ်သမာဓိရှာကိုယ်သမာဓိရှိရကိုသွားပါလိမ့်မယ်အဲ့ဒီတော့တရားတော်များကိုယ်စိတ်ကိုစစ်လို့ရှိရင်ငါတို့ယုံနာကိုမြင်မလားယုံနာကိုသိမလားပရမပညာကိုသိမလားအဲ့ဒီတော့သိလာပြီဆိုလို့ရှိရင်ယုံနာကွဲသွားပြီဆိုရင်အပယ်လေးပါလွတ်ပါတယ်ဗျာဘာကြောင့်လဲတဲ့အမှားမြင်သွားပြီမျက်စိကလည်းအမှားမြင်သွားပြီဘယ်လိုမြင်သွားဩမြင်လိုက်တာအဆင့်မျက်စိကလည်းမြင်ကောင်းတဲ့ပသာရအကြည့်ရှိလို့မြင်တယ်နာကလည်းသိကောင်းလို့သိတယ်နာနဲ့ယုံနဲ့တထတိဖြစ်ပြီးတထတိချုပ်တယ်အသာနဲ့နားနဲ့ထိမှန်လိုက်တဲ့အချိန်ခါလဲသိလိုက်တာပဲရှိတယ်ဝေဒနာရင်ရှိတယ်သိပြီးပြက်သွားတာပဲကြားပြီးပြက်သွားတာပဲဒီလိုသိပါမှာဒီလိုမသိလို့ရှိရင်အသာနောက်ကိုလိုက်နေမယ်ဆိုတွဲနေပါပြီအနတ်နောက်ကိုလိုက်နေပြီဆိုရင်တွဲနေပါပြီရတာနောက်ကိုလိုက်နေပြီအရသာခံစားနေတွဲနေပါပြီအပယ်မလွတ်ပါဘူးအဲ့ဒီတော့တရားဓမ္မများလောကီမဲ့ခင်ရဲ့လောကုတ္တရာမဲ့ခင်ရဲ့နှစ်ဌာနရှိအဲ့တော့နှစ်ဌာနရှိတော့ကိုမဲ့ခင်ရှိရကိုသွားကြအဲ့တော့အခုတရားဓမ္မများကိုမဲ့ခင်ရှိရကိုသွားမယ်ယုံနာကိုသိရင်သိမသိလို့ရှိရင်ငဘုံတလှဲ့ငပြန်တလှဲ့ငဘုံတလှဲ့ငပြန်တလှဲ့ဆိုတာတရားဓမ္မများငဘုံတလှဲ့ငပြန်တလှဲ့ဆိုတာကဘာလဲတဲ့ကိုကအတိတ်ကာလတုန်းကစားထားလိုက်တဲ့ဥစ္စာတွေဝက်တွေဝက်သားတွေကြက်သားတွေဘဲသားတွေငသလောက်တွေစားထားအဲ့ဒီဟာတွေစားထားလိုက်တော့အနာဂတ်ကာလကြတော့ကိုကတခါပြန်အစားခံရလေအောင်မယ်ဗျာအဲ့ဒီတော့တရားဓမ္မများအစားမခံရအောင်ဟာကိုအခုသာသနာတော်ကြီးနဲ့မိတဲ့ချိန်ခါလူရဲလို့ဖြစ်လာတဲ့အချိန်ခါဓမ္မယရနာတွေလည်းပွင့်လင်းတဲ့အချိန်ခါသုံးပလဲမိကြပြီသုံးပလဲမိပါလျက်သားနဲ့မှအတိတ်ကာလတုန်းကပြုတ်ထားတဲ့ဒါနတွေတင်းတိမ်မဲ့သီလတွေတင်းတိမ်မဲ့ဘာဝနာတွေတင်းတိမ်မဲ့ဆိုလို့ရှိရင်တရားဓမ္မများကုသိုလ်ကံအရှိန်ကုန်တော့မယ်ကုသိုလ်ကံအရှိန်ကုန်ပြီဆိုဘယ်သွားကြအပယ်လေးပါပြန်ဆင်းတော့မယ်အဲ့ဒီတော့ကုသိုလ်ကအရှိန်မကုန်ခင်ဟာကိုအခုလာရောက်တဲ့ယောဂီပုဂ္ဂိုလ်တွေ12နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်တစ်ချက်ထိုးတဲ့ပုဂ္ဂိုလ်ပါမယ်နှစ်ချက်ထိုးတဲ့ပုဂ္ဂိုလ်ပါမယ်3နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်4နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်9နာရီထိုးတဲ့ပုဂ္ဂိုလ်ပါမယ်6နာရီထိုးနေဝင်တော့နေဝင်သွားပြီဆိုရင်အမောင်တာကြီးရောက်သွားလိမ့်မယ်အလင်းရောင်ကနေပြီးအမောင်တာကြီးကူးတော့မယ်အမောင်တာကြီးကူးပြီဆိုလို့ရှိရင်နတ်ပြည်ကိုသွားနိုင်တဲ့အလင်းရောင်ဝိဇ္ဇာဉာဏ်ရရင်ရဗြဟ္မာ20ကိုသွားနိုင်တဲ့အလင်းရောင်ဝိဇ္ဇာဉာဏ်ရရင်ရနိဗ္ဗာန်ကိုသွားနိုင်တဲ့အလင်းရောင်ဝိဇ္ဇာဉာဏ်ရရင်ရမရလို့ရှိရင်အပယ်လေးပါသွားပြီအဲ့ဒီတော့တရားဓမ္မများဒီညဖို့မှာတော့ဒီလောက်ပဲတော်ကြအောင်ဆိုရဲ့လက်ပြင်ကားကြမှာပညာပရမသဘာဝသစ္စာတွေအသိစိတ်တွေသောတာပန်တွေသရဂန်တွေအနာဂန်တွေအရဟတမေအရဟတဘုအသိတွေအသိတွေကိုစိတ်ကလေးတွေဟောသွားမယ်အခုတော့တရားကလည်းထိုင်အောင်ဥပဇင်ကတရားထိုင်မှကြိုက်တယ်တရားဓမ္မများအခုသာသနာကြီးဥပဇင်ကပြုတ်နေတာအပယ်လေးပါးကလွတ်အောင်ဆွဲတင်တာတရားထိုင်မှလည်းဥပဇင်ကသဘောကျတယ်တရားမထိုင်ရင်တော့သဘောမကျဘူးဘာကြောင့်လဲတဲ့ကဘာလာဆန်တရက်တည်းကသန္တရာကြီးကိုဖရာပေါက်အသင်ချေအနန္တပွင့်တယ်ဘယ်ဖရာနဲ့မှမမီဘာကြောင့်မမီလဲတဲ့ကိုဆွဲတဲ့နန်းဆွဲရုပ်ဆွဲတွေကအပယ်လေးပါးကိုခန်းနေကြရတာကိုအဲ့ဒီတော့အခုတရားဓမ္မများတရားထိုင်ဖို့အချိန်တော်ပြီအခုတရားဓမ္မများလာရောက်တဲ့ယောဂီပုဂ္ဂိုလ်တွေမနုဿတာဒုံလာပါရခဲ့သောတရားလူရဲလို့လည်းဖြစ်လာပြီဂေါရမမြတ်စွာဘုရားသာသနာတော်ကြီးလည်းမိပြီဓမ္မယရနာတွေလည်းပွင့်လင်းပြီသုံးပလဲမိကြပြီသုံးပလဲမိပါလျက်သားနဲ့မှလောဘတွေနဲ့ပြောမယ်ဒေါသတွေနဲ့ပြောမယ်မောဟတွေနဲ့ပြောမယ်မာမာနတွေနဲ့ပြောမယ်သမီးတွေနဲ့ပြောမယ်သားတွေနဲ့ပြောမယ်ပစ္စည်းတွေနဲ့ပြောမယ်စိန်တွေရွှေတွေနဲ့ပြောတယ်မယ်ငွေစက်ကူတွေနဲ့ပြောနေကြမယ်ဆိုလို့ရှိရင်ညနေ6နာရီထိုးရင်ကိုလန့်ကိုပြရမယ်တရားဓမ္မများအဲ့ဒီတော့အခုလာရောက်တဲ့ယောဂီပုဂ္ဂိုလ်တွေအဘိဓမ္မာတရားတော်များကြီးဟောကြားဆုံးမှာဩဝါဒပေးရတဲ့အာနိသင်ကြိုကြောင့်ခုဂေါရမမြတ်စွာဘုရားသာသနာကြီးမိတဲ့အချိန်ခါသမထဝိပဿနာတရားကျင့်ညာအထုတ်နိုင်ရပြီးတော့သုလာသောတာပန်နေမစ္ဆိမာသောတာပန်နေမဟာသောတာပန်နေသရဂန်နေအနာဂန်ကြီးတွေ
ယဟန္တာကြီးတွေယဟနာမကြီးတွေဖြစ်နိုင်ကြပါစေကုန်တော်တည်း